မေတ္တာနိသာကရောလောကေသမ္မာပါတုဒုက္ခံကရောမေတ္တာတိတလရံတိဟိဒုက္ခံတုပုတိတာပဇာလောကေတတ္တဝအလီလီခောမိပောလလောကတကဘာအတွင်း၌မေတ္တာနိသာကရောမေတ္တာအေလူဖွင့်ဖြူပဝင်းငွေလမင်းကြီးသည်သမ္မာတတ္တဝတတွေဤမြစေဖို့အတရေရှုံးငါကောင်းမွန်စွာဒုက္ခံကရောသူလည်းဝန္တာငါလည်းရွှင်ပြုံးနှလုံးစိတ်ဝမ်းလန်းလာယခုချမ်းသာကိုပြုလျက်ဘာတုယံလေကင်ဝိပိလေမခအေးရဘောရှုံးမြအတရေထွန်းပပါစေတည်းမေတ္တာတိတလရံတိမေတ္တာဖွေလျက်အေတာဆောင်သည့်အယောင်အဝါတို့ဖြင့်မေတ္တာတိတလရံတိမေတ္တာဖွေလျက်အေတာဆောင်သည့်အယောင်အဝါတို့သည်ဝတိတဘုံဘုံလွှမ်းထုံမွမ်းမလထိတွေ့အကောင်သောမဇာကပခိပွေအပြေပြေ၌တည်နေများစွာတတ္တဝါတို့သည်ဒုက္ခတုကိုစိတ်အေးကဘေးရန်ကွာ၍ဝမ်းသာတကွချမ်းသာကြပါစေကောင်းသတည်းအလုံးသောတရားချစ်ခင်သူတော်စင်များ30ဘုံအရ10မျက်နှာအနန္တဆက်ချဝလာ၌ရှိကြကုန်သောအနန္တသတ္တဝါတွေဘေးရန်ခတ်သိမ့်ကင်းငြိမ်းကြစေဖို့ဆင်းရဲခတ်သိမ့်ကင်းငြိမ်းကြစေဖို့နှလုံးစိတ်ဝမ်းအေးချမ်းကြစေဖို့အလုံးမေတ္တာဓာတ်တွေပို့လို့ကြရမယ်မေတ္တာပို့စာပိုက်ကလေးတွေဘုန်းကြီးတို့ဆိုပေးတဲ့နောက်ကလိုက်ပြီးတော့တစ်ခေါက်စီညီအောင်ဆိုလိုက်ကြပြီးတဲ့အခါမှာအလုံး3ခေါက်စီတညီတညွတ်ထဲမေတ္တာပို့ကြရမယ်ကိုယ်စိတ်နှဖျားဘေးရန်ကွာချမ်းသာကြပါစေမေတ္တာနှလုံးကိုယ်စီသုံးရွှင်ပြုံးကြပါစေမေတ္တာယံသူဒေါသမူအပူကင်းပါစေမေတ္တာယေစံကိုယ်စီဖြင့်အေးချမ်းကြပါစေခန္တီယံဒေါသမံတွန်းလှန်နိုင်ပါစေခန္တီ
ခန္တီနှလုံးအစဉ်သုံးရွှင်ပြုံးကြပါစေဓမ္မေတာစွမ်းကဘာလွမ်းငြိမ်းချမ်းကြပါစေမေတ္တာမေသုသကောလောကေသူဘုံလောဟောတုသဗ္ဗတာမေတ္တာပုပ္ပသုကံဒေနသုခန္တုဝါတိတာပဇာလောကေတတ္တဝါအလီလီခောမိပေါလလောကတကဘာတွင်၌မေတ္တာမေသုသကောမေတ္တာတိဟုသောမင်းစုသကနပံပင်ကြည်သည်သဗ္ဗဒါနိနိညာညာခသိသောကာလတိုင်းမှာသုဖုံလောခယခိုင်ကြင်လေစွာပွင့်သည်ဟောတုမုတ်ချမသောဖြစ်ပါစေတည်းမေတ္တာပုပ္ပသုကံဒေနမေတ္တာတိဟုသောမင်းစုသကနပံဤယနဖြင့်ဝါသီတထုံအမောအကုံသောပဇာလူယောနပသတ္တဝါတို့သည်သဗ္ဗရဏိနိညာညာခသိသောကာလတိုင်းမှာဒုက္ခန္တုကိုစိတ်နှပြလောအိစ္ဆာဖြင့်ပြည်ကကျွယ်ဝချမ်းသာတော်မူကြပါစေကုန်သတည်း1368ခုတဘို့တွဲလဇန်6ရက်ရကြကာလ9နာရီ45မိနစ်အချိန်ကစတင်လို့ရန်ကုန်တိုင်းချင်းမြင့်နယ်မြို့နယ်ဘာဂရာလမ်းစေတနာသံပါရဝအသင်းက59ကြိမ်မြောက်ရွှေပြသင်္ကန်းကလူပူဇော်ခြင်းရဲ့အောင်မြင်ခြင်းအထိတ်အမှတ်အဖြစ်ဆင်ကျင်းပသောဓမ္မသဘင်ကိုယခုအခါမေတ္တာအသီသမေတ္တာပရဏာနဲ့စတင်ဖွင့်လှစ်ပါပြီဓမ္မသဘင်ပွဲသို့ရောက်ရှိလာကြကုန်သောတရားချက်ခင်သူတော်စင်များနှင့်တကွ30ဘုံအရဆင်မြတ်နာအနန္တစัจ java လာ၌ရှိကြကုန်သောအနန္တတတ္တဝါတွေဘေးရခတ်သိမ်းကင်းငြိမ်းကြပါစေဆရာခတ်သိမ်းကင်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကိုယ်စိတ်နှပါချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့မေတ္တာရတွေဖြန့်ဝေပြီးတော့ဓမ္မသဘင်ကိုစတင်ဖွင့်လှစ်ပါပြီဒီနေ့စေရနာသံပါရရဲ့ဓမ္မသဘင်မှာဘုန်းကြီးတို့ရောက်လာတဲ့ဓမ္မအစီအစဉ်ကသာတကတိရတ္တနိဗ္ဗာန်မှာမြတ်စွာဘုရားဟောကြားပြီးတော့သင်္ကနာ6တန်တင်ထားတဲ့အဂိတ္တိဇတ်တော်အဂိတ္တိဇတ်တော်ကိုဘုန်းကြီးတို့ဟောလာတဲ့ရန်ကုန်ရှင်မြို့တော်မှာ3ချိန်3ပိုင်းဟောပြီးသွားပါပြီဒီကနေ့တော်ဇတ်တော်ကို4ပိုင်းမြောက်ဘုန်းကြီးတို့ဆက်ပြီးတော့ဟောမှာပါအဂိတိန်ဒိသဝနာသမ္မန္တံသေကောဗုဒ္ဓပတိပြဝိကေပဋ္ဌယံမဟာပြမေဧကောသမတိဂမဏိအဂိတိန်ဒိသဝနာသမ္မန္တံသေကောဗုဒ္ဓပတိပြဝိကေပဋ္ဌယံမဟာပြမေဧကောသမတိဂမဏိဗုဒ္ဓပတိသတုမာရိနဲ့တာဝဏိသာနတ်နှစ်ရွာဆိုရတဲ့နတ်နှစ်ရွာရှိကြတဲ့နာပေါင်းတို့ရာကြီးအကဲဖြစ်တော်မူသောသေကောနတ်တို့သနှင့်တရားမင်းသည်ဂမဏိ
Sanga ye wine biro lebu line deka nere Alondaya don't to re naga diba jumbo ma Ega bomami de yautiri the mandan dayana lo jendo ne time though agade nama dabatan agade emishira chen thego De the wa miene kama Ima pinya imegongo abozi abyawi abozi mero mure Kay bataya mahabyame ego dhamadi gamani Mahabyame Dura dumyedo agenda dego lolong kege jenda muda deo agedi shenye baya Gamani idolin ludu manide Sanga ye wine lebu like Danny the dog Jirama ego bomami de yaudidi namadi jendon nire sora Kay batayam barigo down dalo basure down low Namadi jendon ne daimba bidanilo iman pinya imegongo Abo se dilo ye ne mele yao shale do the day The Zagaya go side beat at Natanya Soye. The Jamanga Agiri Yadego Mire Suda Erelao de Alo Didome. Reda Ye Baduga Badugo Me Ma E. The Jamie Gombo Duego Gombo Nesse Georgie di the Jago di Zadoma Gombo Debo Yasabiyaga hotare Buddha Patti Dilole Kotare Kojiba Buddha No Buddha Sore Disalonga Bo Sore Nemyogule Debe Ya Nadaga Buddha Sura Dandawa Lole Debe Ya Na Buddha Sura Yahanda Lole Debe Ya Na Buddha Ye Debe Ga The say the yellow let Debe Yada Bobby Dak the say go away so that she Now Buddha Debega Nat the Minyago leve Buddha Kore You don't daga breathe that address, but this is a little Miabuda Zone Sakalodi The lonely Nauma David Miyaji when a Soralego alone the book Jobya But this Soragara Dinia Ashenda came a jigab. Eraja Buddha Badi Sora Nado ye a jigab. Bado e Buddha Badi Nado ye jigab yet the god the Jadi. Badugo made the lesser Agidi Nama Dabada Agidi goddess ye they go. Agedi Yadega Bemane the Lesoyen Gamani Suraga Nui Kongong Lule Debe Ya Alobu I de Jet de that le Debe Ya Ero di Santoma Disalonga Bada don't tale solo chi Dene kilo senza Gavayigo A shade now bad had a million de them, a lamb who did a bad mingo equator. Any equator, ya won't de that, break that is how much you would a long pool. Era in here be a shit down beggar, Tamena Dupine, Muroga Madras. Erigan a ship a ben like Yelejare, Saint Walailo. My Nasa Sailor Senlai, Johnny Miaishi, Kesapa Jondo, Nagadiba Jondo. Any Johnny Rigo Jobia Bido Obese Doye, the Rilinga Nangan yet Miao Bai. Jepada Sore Jonsego Yaud. Era John Saburi Bane, Lenga Diba do e a jar. That she a call.
ဘာနဲ့ဘာတို့ရကြဇဗုဒိပနဲ့လင်္ကာဓိပဒါရှင်းသုံးလေးတွေအဲ့ဒီနှစ်ခုကြားမှာတဲ့နာဂဓိပရှိပါတယ်ဘာရှိလဲဒီတော့ဒီမှာအပေါ်လေးမှတ်လိုက်ဖို့ကဓိပကြီးသုံးထားတာလေးတော့ဆက်လက်ပြီးတော့ research လုပ်ဖို့လိုမယ်ဇံဗုဒိပပြီးတော့ဟိုဘက်ကလင်္ကာဓိပကိုပြောနေတာကတော့အဲ့ဒီနှစ်ခုကြားမှာနာဂဓိပ equator အောက်အဲ့ဒါကြောင့်ဆောင်းမရှိဘူးနာဂဓိပကျွန်းမောင်ကနေတဲ့ရောက်အပြင်းထန်ပူတဲ့တောင်ဘက်တဲ့နည်းနည်းသွားရင်တောင်လေတိုက်အိဆတ်ဆတ်နဲ့မိုးရွာတယ် ဧကွေတာကမြောက်ဘက်ကိုရွှေ့လာရင်မြောက်လေတိုက်အိဆတ်ဆတ်မိုးရွာတယ်အဲ့ဒီနာဂဓိပကျွန်းပေါ်မှာဘုရားလောင်းတော်အဂိတိယသိဖြစ်တုန်းကတရားကျင့်တာတဲ့အဲ့တော့ဒီဝကဗုဒ္ဓဘာသာလူမျိုးတွေကဒီကျွန်းကိုဘုရားအလောင်းနေသွားတဲ့ကျွန်းဆိုပြီးတော့တမြတ်တနို့နာမည်မပြောင်းဘူးဒီတိုင်းခေါ်နာဂဓိပကျွန်းအဲ့ဒါဒီကနေ့အိန္ဒိယပြည်ရဲ့အရှေ့တောင်ဘက်ကပြည်နယ်တစ်ခုဟာတမေနာဒုခေါ်တယ်ရှေ့တော့ကတော့ဓမိန်လတိုင်းလို့ခေါ်တယ်ရှေ့ကခေါ်တာလေးပြောသားမှာဒီတော့စကလုံးလေးတွေနှစ်2000ကျော်အကြာမှာနည်းနည်းကွာသွားတာသတိပြုမိလားဓမိန်လကတမီလဖြစ်သွားတယ်နော်အဲ့ဒါလေးပါဓမိန်လတိုင်းကိုဒီကနေ့တမင်လို့ခေါ်အဲ့ဒါဓမိန်လတိုင်းကနေပြီးတော့ပင်လယ်ရေလက်ချဖြတ်နာဂဓိပကျွန်းပေါ်သွားတရားကျင့်ရှာတယ်တဲ့ယသိနာမည်ဟာအခိဋ္ဌိအဲ့ဒီယသိကြီးရဲ့ပြင်းပြင်းထန်ထန်ကျင့်တာတော်တဲ့ကဟင်းရွက်ခူးပြုတ်ဆမ်းမပါစီမပါပဲနဲ့24နာရီတပတ်မှာတထပ်သေးစားဟင်းရွက်ပြုတ်စားလည်းမပါစီလည်းမပါအတေလင်စာဆာလီမပါသောအလုံးနကန်စီလည်းမပါသောကာရပန္နံကပြင်းရွယ်ပြုတ်ကိုခါဒမာနံစားလျက်အဲ့တော့ကာရပန္နဒီဇတ်တော်အထာဂတပါဠိတော်လာတဲ့စကားဟာကာရပန္နအဲ့ဒါကိုနိဗ္ဗယဆိုတော်ဘုရားကြီးတွေကကပြင်းရွယ်ဒီလိုဘာသာပြန်တယ်ဘုန်းကြီးတို့ရန်ကုန်သူရန်ကုန်သားသိဖို့တော်တော်ခက်လိုက်အဲ့ဒါဘုန်းကြီးတို့လည်းပြန်ရှာပြီးတော့စဉ်းစားတော့တော်တော်နိစ္စထားလေးဘုန်းကြီးတို့မှတ်မိတယ်ဘုန်းကြီးတို့ကိုရင်ဘဝအသက်15နှစ်16နှစ်ကိုရင်ကြီးလှုပ်ပြီးတော့သဲကုံတိုက်ရွာကျောင်းမှာဆရာတော်ကိုဆွန့်ချက်ပြီးအာယုံစွန့်နေတိုင်းကတ်အဲ့တော့မိုးဦးလေးကြပြီဆိုလို့ရှိရင်ညနေဆောင်စာချပြီးဆရာတော်ကဟေးမောင်ညာနေတရကျောင်းချန်နဲ့သွားခွာဟင်းရွက်နုလေးတွေပါလေးတွေခုဖရန်တောင်ဝေးလေးတွေနုနေမယ်ဟောဇရိရိုးလေးတွေနုနေမယ်အဲ့လိုဟာလေးတွေခြံကဘုန်းကြီးကျောင်းခြံတော်တော်ကျဲတယ်ပေါ့အဲ့ဒါဘာပြောလဲဆိုတော့ရန်ခါမှာဟဲ့တဏိသရမင်းကမလင်းရွယ်ကလေးများနုတာမတွေ့ဘူးလားဒီလိုမေးဘုန်းကြီးတို့အရာမှာကမလင်းလို့ခေါ်အဲ့ဒီတိုင်းပဲမှတ်ထားခဲ့တာပဲခြုံနွယ်ရောင်ပေါက်ရာကနေ bush type ပေါ့လေခြုံလိုနွယ်လိုပေါက်ရာကနေမခုတ်ပဲမဖြတ်ဖဲထားတော့ပင်လုံးကြီးကြီးပြီးတော့ပင်စီကြီးဖြစ်နွယ်တွေနဲ့အပေါ်မှာရှုပ်ပြီးတော့အကိုင်းပြားတွေကနွယ်ဖြစ်လို့ရှုပ်ဟိုစက်ကူပန်းပင်ကြီးကြီးရင့်ရင်နဲ့တော်တော်တူအလားတန်တူတယ်အပင်ရင်းမှာအရိပ်တော်တော်ကောင်းကောင်းရအဲ့ဒီအရွက်နုလေးတွေဟာပြုတ်စားလို့သိကောင်းတယ်သုတ်စားလို့လည်းကောင်းတယ်ဟောဒီကြည့်မနေကလူတွေမသိရင်အကုန်လုံးဘုန်းကြီးကသဲကုန်းခေါ်သွားမယ်အဲ့ဒီအပင်ကိုပြနော်တရားခဏရထားသွားကြည့်ကြရင်မကောင်းဘူးလား Seeing is a believing ဆိုတဲ့လူတွေအတွက်
ဒါဘောဓနိကေဓာတ်နေဟာပိဋကမှာလည်းအများကြီးတချို့သိဖို့တော်တော်ခက်ဥမာမာတုလဇတ်တော်မှာဆိုလို့ရှိရင်မာတုလဘာပြောလဲဆိုတော့ပဒိုင်းပင်လို့ပြောအဲ့ဒီပဒိုင်းပင်ခြေရင်းမှာမြတ်စွာဘုရားတရားဟောတဲ့သံဃာ2000နဲ့ဟာအောဟောဆရာကြီးဒီကနေ့ပြင်ရတဲ့ပဒိုင်းပင်အောက်မှာပြိဿရဲ့ဘုရားမပြောနဲ့နော်ယုံဝင်ထိုင်ဖို့တောင်တော်တော်ခက်တယ်လူတရားမရှိလို့ရှိခြုံပင်တွေတွေ့မှာပေါ့သို့သောလည်းပဲနေ့က2500ကြော်ကြော်ခကြီးဆိုတော့အကြီးကြီးပင်အသေးလေးဖြစ်ခြင်းဖြစ်သွားမယ်လို့ဒီလိုတွေးရအသေးလေးပင်ကလည်းကြီးကြီးဖြစ်ခြင်းဖြစ်လာနိုင်တယ်ပေါ့ဒါရေမြေသဘာဝအရာအပြောင်းလဲတွေရှိတယ်နော်လူတွေဟာအရာရှိကြီးကနေတော်ရလေးဖြစ်အသက်ရှိကြီးကနေတော်ရလေးဖြစ်စနေတန်းတောင်နောက်မကြခင်သွားကြအောင်ပါငါနဲ့သမီးငါနဲ့သားအိမ်တော်ပြုတဲ့ခေတ်ကရောက်အောင်မယ်ဆိုတော့ဒါမယုံလို့မဖြစ်ဘူးဒါဘာခေါ်လဲ evolution နော်ဖြည်းဖြည်းချင်းတက်သွားတယ်ဖြည်းဖြည်းချင်းကျသွားတယ်ဒါ evolution from the Buddhistic point of view ပေါ့နော်ဒါဝင်ဆိုတဲ့လူကြီးရဲ့ evolution ကတစ်မျိုးရည်ညှိတဲ့ကနေပိုးလောက်လန်းလေးတွေကနေပြီးတော့တွားသွားတဲ့အကောင်အဲ့ဒီတွားသွားခြေလေးချောင်းသွားကနေနှစ်ချောင်းသွားကနေနောက်လူဝန်နေဖြစ်မြောက်ဝန်နေဖြစ်အမီးတွေတိုးပြီးတော့အဲ့ဒါလူဖြစ်တာတဲ့ဒါဝင်ပြောတယ်ကိုနောက်နာလေးတဲ့နည်းနည်းတစ်ခါပြန်စမ်းကြည့်အောင်နော်အငုတ်ကလေးပြတ်ကြသေးလားဒါဝင် theory အတိုင်းဆိုလို့ရှိရင်သူလည်း evolution ရေးတာပဲဒါဝင်ဆရာကြီးရလည်းပဲနော်အဲ့ဒါကိုတောင်တွင်းကြီးဆရာတော်ဥက္ကဋ္ဌကကြိုက်ပြီးတော့အဲ့ဒါလူဆိုတဲ့ပုဂ္ဂိုလ်ဟာအမြင့်ဆုံးဓာတ်နော်ရွှေလိုပဲမြေကြီးတွေကထွက်တဲ့ဓာတ်သတ္တုတွေကိုဟာလာတန့်စင်လုံးလိုက်တယ်နောက်ဆုံးအမြင့်ဆုံးဓာတ်ကဘာရတယ်ရွှေဖြစ်ပြီးလို့ရှိရင်ရွှေကိုထပ်မှန်၍ဓာတ်ခွဲဘာမှမထွက်တော့ဘူးအဆုံးသတ်ဓာတ် ultimate element အဲ့တော့ယဉ်ကြီးကနေစလာလိုက်တာခုဘာဖြစ်ပြီလဲလူဖြစ်ပြီအဲ့ဒီလူကနောက်ထပ်ဘာမှဖြစ်เสียမရှိတော့ဘူးတဲ့လူတွေပြေးရင်လူပဲပြန်ဖြစ်တယ်ဇာအုပ်ကြီးရေးသွားနော်အဲ့တော့သူ့ရဲ့စိတ်ကူးနဲ့သူကြိုက်တာသူဖော်ပြသွားတာပါပဲအဲ့ဒီအတိုင်းသာဆိုလို့ရှိရင်တော့ပရိစ္ဆသမုပ္ပါကပရိသတ်ရဲ့လွတ်ပြရမှာပေါ့နော် Buddhist point of view နဲ့ evolution ကတော့ပရိသတ်ရဲ့ယဉ်ကြီးကမစဘူးဘာကစလဲအဝိဇ္ဇာတဏှာကံကစတယ်အဲ့ဒီကနေဖြည်းဖြည်းယုတ်တိနန္တိပရိသတ်ရဲ့ခဏမှာယုတ်ဘလောက်ဖြစ်တယ်လဲဟောစေစားကြည့်ပေါ့ဒါအဘိဓမ္မတသင်္ကြောသင်ထားရင်တတ်မယ်အဲ့ဒီကနေဖြည်းဖြည်းကြီးထွားလာတာဘုရားတော်ပြိဿကြီးဒါလည်းပဲ evolution ပဲပေါ့နော်အဲ့တော့ gain အဲ့ဒါကတော့အပိုဘုဒ္ဓတွေခဏထားလိုက်သူပြောတာကကမလင်းရွယ်ဘာရွယ်ရန်ကုန်မှာတခါမှမစားရဘူးရှားအောင်မယ်နော်အဲ့တော့ဒီမှာရှားမြရင်တော့နာဂဒီပသွားခူးမှဖြစ်မယ်အဲ့တော့ကမလင်းရွယ်ကိုဘုန်းကြီးကစဉ်းစားတယ်နောက်အကြီးတန်းဝင်တဲ့အခါဗေဒံပါဠိမြန်မာဗေဒံကိုဖတ်တဲ့အခါကျတော့ကာရပဏ္ဏကပြင်းရွယ်သို့မဟုတ်ကမလင်းရွယ်အဲ့ဒီလိုဘာသာပြန်တဲ့အဘိဓမ္မာလေရိပန္တိတအဘိဓမ္မာတွေးလိုက်ဟာလက်ဆသတ်တော့ဆရာတော်ပြောတာကကမလင်းနေတရားစတော်ကြီးတွေဘာသာပြန်တာကကပြင်းရွယ်လက်ဆသဒီအပင်မယ်လို့ဘုန်းကြီးကအမှတ်ထားမိတယ်ပြုတ်စားချင်းဖြုံမဲ့ငပိငါငပိရတဲ့ဆိုအတော်သမင်းမိန်လိုက်မယ်နော်ငါငပိရလဲဖြောကောင်းအောင်မှသက်သွန်အဖြူအနီးနဲ့ပစွန်เจ้าနဲ့ငကြီးเจ้าနဲ့ထောင်းအဲ့ဒီလိုဖြောတဲ့ငါငပိရမျိုးမှကောင်းတာနော်မုံနေအများကြီးပါတယ်ငါငပိရမကောင်းဘူးကရှိသေးစောစားလာပါဆိုရတယ်ကိုတော့တက်စားသွားပြီကမလင်းရွယ်လွန်တာနော်ကမလင်းရွယ်လွန်ရင်တဲ့ကိုတောเจ้าကခြံကြီးလဲပြန်လွန်ရတယ်ဆရာတော်ကျဲတဲ့ဓာလေးလည်းပြန်မှတ်ရတယ်ကိုဆရာလည်းကိုပြန်လွန်ရတယ်မဟုတ်ကြပါကမလင်းရွယ်ပြုံးတဲ့ငပီးရေချိုးဖို့ကွာဆရာတော်က
ငပိလည်းငါးငပိမစားဘူးမြင်ငပိကြိုခိုင်ရှားတော့ဘယ်လိုပြောရမလဲဘုန်းကြီးကလည်းမေးတယ်ဟဲ့ကောင်မကြီးကြောက်ကလေးကိုမီးသင်ပြီးတော့ထားကျဲသွန်အဖြူလေးကိုမီးအောင်ပြီးတော့ထားကျဲသွန်အနီကိုအစိမ့်နဲ့ဒီတိုင်းထားအဲ့ဒီသုံးခုထောင်းထားတာနဲ့မြင်ငပိအရေးကြိုလေးနဲ့ဖြော့ရှားတော့ငရုတ်သီးထည့်ရအောင်မလားငရုတ်သီးအစိမ့်ကိုမီးအောင်ထောင်းပြီးတော့သတ်ပုံပေးလိုက်အမေရှေးဆရာတော်ကြီးတွေစနစ်နော်တဲကောင်းတယ်ခုတော့မဟုတ်ပါအကုန်ရောမှွေပြီးလှော့ထားအဲ့ဒါချိုမောက်တော့ခတ်လွတ်လဲသေးတယ်ကြံကြံဗန်မှန်ရန်ကုန်သူဆိုတာမန္တလေးသွားလို့အသားမဲပြန်တဲ့ဆူတဲ့အဲ့တော့ကဲရှိပါစေကမလေးပဲပြုံးတယ်စားကောင်းတဲ့အကြောင်းပေါ့နော်အာဂိတိရသိဩဒါစားနေတာအဲ့ဒါလေးကိုတနေ့တစ်ခါပဲစားတယ်သူတို့ကြတော့ဘုန်းကြီးပြောတယ်ငပိရပြို့မပါဘူးလေပါတယ်လေစားလဲမပါဆေးလဲမပါရောင်ရဲတင်းတိမ်မှုနော်ပြီးတော့24နာရီတပတ်မှာဘလောက်စားတထပ်ပဲစားတယ်အစာရှာခြင်းဖြင့်အချိန်ကိုငါမဖြုံးဘူးပေါ့သူတို့မှာနော်စားစရာကိုထွေရန်လေးပါးဒီဇာချက်ပြီးပြင်ဆင်နေခြင်းဖြင့်ဗါရဲလေအချိန်ကိုမဖြုံးဘူးဒါသူတော်ကောင်းစိတ်နော်ဘုန်းကြီးတို့ကလည်းခုနပြောပြီးပြီပဲငပိရတစ်ခွက်ဖြော်သားကိုကအချိန်တစ်မိနစ်လုံးကုန်လိုက်မယ်ဘယ်နှမျိုးထောင်းอ่ะကျက်သွန်ပြူကျက်သွန်နီနောက်ငကြီးကြောက်ပစွန်ကြောက်ပြီးတော့ပါငရုတ်သီးအမလေးနော်အဲ့ဒီလိုဘုန်းကြီးတို့အချိန်တွေဘလောက်ကုန်တယ်လဲဒါကိုစာလို့ပြောရင်ပလိဘောဓခေါ်လုပ်ငန်းရဲ့အနှောက်အယှက်နော်ပလိဘောဓဆိုသည်ကပါတယ်လေလုပ်ငန်းဤအနှောက်အယှက်အဲ့ဒီအနှောက်အယှက်တွေအကုန်ရပ်ဆိုင်ပြီးတော့မှခေါင်းပန်းစွာကျင့်တဲ့ဒီရှင်ရဲ့သိအကျင့်ကပြင်းထန်တော့အာဂေတိနာမတပသတ္တတပတိစေနာအာဂေတိရှင်ရဲ့သိရဲ့အကျင့်တကိုးကြောင့်သေကသပန္ဓုကပလသီလာယဩနာကာရန္တသေတိတရားမင်းရဲ့ပန္ဓုကပလာမှာပူပြင်းတဲ့အချင်းအရာကိုပြတယ်ပရိသတ်ရဲ့တရားမင်းရဲ့ပန္ဓုကပလာပါဖြစ်တယ်ဩနာကာရန္တဲ့ပူပြင်းတဲ့အချင်းအရာအဲ့တော့တရားမင်းကဟာစာလိုပြောပါပူတာလေပန္ဓုကပလာပူပြင်းတယ်ပုံနှပြူပုံညိုတွေမေးမနေနဲ့တရားမင်းကချက်ချင်းတတိယတယောက်တရားမင်းဖြစ်ခြင်းလို့ချောင်းပြီးထင်တယ်လို့ပေါ့နော်ယသိသူဟာသူနော်ဘဝသန္တရာကလွတ်ဖို့ in order to liberate from the cycle of the continuity နော်ဆက်မပြတ်လေပတ်တဲ့သန္တရာဆက်ကလွတ်ဖို့ကျင့်တာပါတရားမဖြစ်ချင်ပါဘူးဖြစ်ချင်လားအတတော်တိုးတယ်ဖြစ်ချင်ပုံရတယ်အဲ့တော့တရားဟာဗန္ဓုကပလာပူပြင်းတင်းမာတဲ့အချင်းအရာပြဧကန္တတယောက်ရောက်တော့တရားဖြစ်ခြင်းလို့အပြင်းထန်ကျင့်နေပြီဒီလိုထင်တယ်အဲ့တော့တရားမြတ်ဗန္ဓုကပလာတင်းတယ်ပူပြင်းတယ်တော့မဟုတ်ရင်အဲ့ဒါဗိမာန်လှုပ်တယ်ဆိုလို့ရှိရင်နော်အသက်တန်ကုံတာလည်းဖြစ်နိုင်တယ်ကံကုံတာလည်းဖြစ်နိုင်တယ်ကောင်းမှုအရှိန်ကုံတာလည်းဖြစ်နိုင်တယ်သောမလို့ရှိရင်လည်းပဲတကောပြင်းထန်သောပုဂ္ဂိုလ်တယောက်ယောက်ကကောင်းငယ်တက်လာပြီးတော့ပြတ်သားထိတ်ဖျားကိုခြေနှချောင်းနဲ့ညှပ်ပြီးတော့ကန်လှုပ်တာလည်းဖြစ်နိုင်တယ်ရှင်မောက်ကလန်လှုပ်ဖူးတယ်လေအကြမကြသွားလှုပ်ဖူးတယ်တရားဘိမှန်တရားမေ့နေရသွားလှုပ်ပေးရတယ်အေးရခါကြတော့ဘာဖြစ်လဲတရားကြောင့်ကအပြင်းထန်ဒါနသီလသမထဝိပဿနာကောင်းမှုတွေလုပ်ပြီးတော့တရားမင်းဖြစ်ရမှာလို့ဤဆူတောင်းရင်လည်းဟိုမှာပူတယ်လေဗျာအဲ့ဒါပါပဲအဲ့ဒါကြောင့်စေရနာတံပါရနဲ့ကျင့်မနိုင်ကိုမှားထားမယ်သိအပြင်းထန်ကြီးမကျင့်ကြခတ်လျှော့ပေါ့ပေါ့လှုပ်ချနော်
ဟိုမှာတရားမင်းကလည်းထိုင်ပူသွားမှဇွေရတယ်ခါလျှော့လျှော့လေးကျင့်ကြလျှော့လျှော့ပေါ်ပဲမဟုတ်လား24နာရီတစ်ပတ်လည်းမှာညအိယာဝင်ငါနီးကြတော့ဩကာသဆိုနိုင်ဝဲလောက်ထိုင်ရတယ်ဟိုမပြီးသေးတဲ့နှကားရွယ်ဆက်အောင်မယ်ဆိုပြီးတော့ရတာအဲ့ဒီကာကြီးကရှေးသကောက်ကြော်သွားတော့အဲ့လေပရိတ်တောင်မှယတနုဘဝတော်နဲ့ရတာကရဏိယမထကိုမဆက်နိုင်မနဲ့မွန်းလေးမှာဆက်ရောမယ်တဲ့မနဲ့ကျတော့အိယာတဲ့နောက်ကြလေနောက်နေ့မှရောတာပေါ့ဘုရားကတော့သဘောကောင်းတယ်အကျွေးမဆလည်းဘာမှမပြောအဲ့တော့ဒီနေ့နာရီဝဲ45မိနစ်တရားထိုင်ဘယ်တခြားကလည်းထိုင်ဘယ်ပူးမှလေနော်အဲ့ဒါကြောင့်တခြားစိတ်ချလက်ချနေနေတာခမည်းတော်အကျင့်တွေရွတ်ပြေးနိုင်လွန်းလို့ပြေးထန်ကျင့်လိုက်ရင်တော့အဲ့ဒါလှုပ်သွားမှာပဲဟာဘသူများတရားဖြစ်ခြင်းလို့ချောင်းတယ်လေတရားမင်းလိုက်ရှာကနာဂရိဘကျွန်းပေါ်အာဂိရိယသိကိုတွေ့တယ်ဒီယသိနေမှာပဲငါစည်းစိမ်ချောင်းတာဆိုပြီးတော့တရားကအဲ့ဒါဆင်းလာတော့ကိုတင်ရှားမပြသေးဘူးအလှခံငါပြတ်ပြီးတော့စားရမဲတောင်းရဖြစ်မဲဖြစ်နေတဲ့ပုံနဲ့အိုရောင်ဆောင်ပြီးတော့ခွက်ကလေးနဲ့ယသိရဲ့အကြောင်းလေးရှိမှရပ်တာယသိကြီးကဟင်းရပြုတ်အိုးလေးမအေးသေးခင်မစားသေးပဲနဲ့အိုးလေးချထားပြီးတော့စောင့်နေတော့ပုံနာတွေးလိုက်တော့အိုးအဆွေပုံနာဘာများလို့ရှိပါသလဲစားရတဲ့အချိန်ပဲရှင်ယသိရေစားတဲ့အချိန်စားကြလို့လာတာပေါ့ကျုပ်တော့တခြားမရှိဘူးဗျာကင်တာကီဖရိုင်းချစ်ကင်းတို့ဘာလို့မရှိဘူးနော်ငပိရင်နဲ့ဟင်းရပြုတ်လည်းမရှိဘူးငပိရေမပါတဲ့ဟင်းရပြုတ်ဆားစီမပါတဲ့ဟင်းရပြုတ်အဲ့ဒါလေးပဲရှိတယ်လှူမဲ့လက်ခံမလားလက်ခံပါတယ်ဆိုတော့မှဟင်းရပြုတ်အိုးလေးတွေစောင်းပြီးတော့ပုံတော်အိုးရဲ့ခွက်ထဲကိုလောင်းတာတကယ်တော့ပုံတော်အိုးမဟုတ်ဘူးတရားလိမ်ပြီးအလုခံတာနော်အဲ့ဒါလောင်းတော့တဝဲလောက်ရောက်လို့ရှိရင်ယသိကြီးတော်တော့ခင်ဗျားလက်တဝဲစားကျုပ်လက်တဝဲစားမယ်ဒီလိုမြတ်မြတ်တာအလူခံဖို့ကောင်းတာမဟုတ်ဘူးအကုန်လုံးအလူခံသွားတယ်တရွဲမှမကြောက်နော်ဘုန်းကြီးတို့စေရနာတံပါရမှာလာတာဘယ်လောက်လူရမယ်ဆိုတဲ့စာချုပ်မရှိဘူးနော်လူကျင်မလူမလူကျင်တဲ့ကိစ္စမရှိဘူးဟောတာတော့ဟောမှာပဲပုံနာအကုန်လုံးယူသွားတယ်ယသိကြီးစားเสียမကြံအဲ့ဒါယသိကနောက်တဟင်းမဲ့ခုပြုတ်သေးလားဆိုတော့မပြုတ်တော့ဝမ်းသာလွန်လို့တဲ့ပရိသတ်ကြီးပီတိနဲ့နေတဲ့သူ့ရဲ့ဒါနကိုနှလုံးသွင်းပြီးတော့ဗာနဲ့နေပီတိကအဟာရဖြစ်တယ်ပီတိ5မျိုးမခွဲခြားမှုခဏထားတော့ကြဒီစမဆုံးမဲနေအဲ့တော့ပီတိနဲ့နေနေတာဟောမှာပုံနာကအလူခံသွားအဲ့ဒီပုံနာကဒီဟင်းရဲ့ပြုတ်ကိုစားမှလားစဉ်းစားတော့တကယ်ပုံနာမှမဟုတ်ပဲဘာလဲတရားကဟင်းရဲ့ပြုတ်စားလားအဲ့ဒါဆိုလို့ရှိရင်ခင်ဗျားတို့တင်နေတဲ့ငပြောသည်အုံသည်ကိုစားမလားအဲ့ဒါပဲကြည့်လောက်ကြလေမစားတဲ့အကောင်ကိုဖိဖိကျွေးတယ်စားမဲ့ကိုတော်တွေဒီမှာရှိတယ်မကျွေးဘူးသူတို့သောကသွားငပြောသည်လေးတစ်လုံးပဲရနော်အဲ့ဒါတောင်မှမဲသေးနေတဲ့ငပြောသည်လေးအုံသည်အလုံးလိုက်သောကဘုန်းကြီးကိုလောင်းလိုက်တယ်ဆိုတာဘုန်းကြီးတို့တသက်တခါမတွေ့ဘူးခွဲချမ်းစိတ်ပြီးတော့လက်ညှိုးလောက်အစိတ်ကလေး20 30ဘုန်းကြီးတွေဝေလောင်းတာဘုပဒကြားကြတော့အလုံးလိုက်အဖီးလိုက်နော်မစားတဲ့ကောင်ကြတဲကျွေးတာအဲ့ဒီတည်းရှိသေးတဲ့အိမ်တောင်းကပိတ်နီလေးနဲ့ကာထားတာနော်အဲ့ဒီမှာလဲအော်သီးအလုံးလိုက်ပေးတာဩဦးစင်းလေးတွေကိုရင်လေးတွေစားကျင်တာမကျွေးဘူးအဲ့တော့ကောင်အော်သီးအလုံးကနော်အချောက်မခံဘူးကြွယ်မီညှိုးတာနဲ့တပြိုင်တည်းခေါင်းကိုက်မယ်ဘုန်းကြီးမလူလို့ခေါင်းကိုက်အောင်တခါမလုပ်ဘူးနော်ဘုန်းကြီးကသဘောကောင်းတယ်နော်အဲ့တော့ပြောသေးတယ်ဟေးဒီမင်းတို့ကအုံသီးလေးနဲ့နာယံလဲပေးကြံတာပဲရှွန့်တွေပက်ထားသလိုပဲအဲ့ဒါဘာတွေလဲဆိုသနခါ
ဩတဏ္ဍခါတခါလေခွနဲ့ပက်နိုင်ငံကိုရွှတ်နေလို့ပဲပေးကြတယ်ဘာဖြစ်လို့ဒီကလကလေးအနီလေးကာထားတယ်အဲ့ဒီအုံသီးစားတဲ့အိမ်တွင်းနတ်ကမီးကြောက်တယ်ဖျားတယ်ဖျားမီးထွန်းရင်ဖျားမီးကဖျောင်းတိုင်မီးရောင်ကအဲ့ဒီအုံသီးသွားရိုက်မှကြောက်လို့ကာပေးရအမေမီးကြောက်အဲ့တော့မှဒီစတိုရီကိုဘုန်းကြီးကဖတ်တော့ဟာဒီသတ္တဝါကမီးဖုတ်ခံရလို့သေတာဒါကြောင့်မီးကြောက်တာနော်အဲ့တော့လူတွေကတော့ပြောတယ်အစိမ့်သေးနော်မဟုတ်ပါဘူးသေချာကြက်ပြီးမှသေးတာပါဖုတ်ထားတာမောင်တက်တယ်နော်အဲ့တော့မောင်တက်တဲ့ရဲ့သမိုင်းဘုန်းကြီးတို့တခါဆက်လက်လေးလာတော့ဝမ်းနဲ့ဆရာကောင်းတာလေးတစ်ခုတွေ့သူကဗဘေးသမားနော်အဲ့တော့ဟိုသမိုင်းအနေနဲ့ပြောရင်ပြိဿကြီးကြောက်ခစ်ကုံတော့တန်ခစ်စတယ်ဒီလိုလေးတော့မှတ်လိုက်ဒါကြဲကြဲပြောတာဘာခစ်ကုံတော့ Stone Age ပြီးလို့ရှိရင် Iron Age ကိုစတယ်အဲ့ဒီတန်ခစ်ရဲ့သူရဲ့ခေါင်းဟာနော်ဗဘေးသမားပဲအဲ့ဒီတန်လေးကိုမီးဖုတ်ပြီးတော့ဘာတွေလှုပ်လှန်တွေလှုပ်တယ်ဓာတ်တွေလှုပ်တယ်အဲ့ဒါကိုဘယင်ကကြောက်တာဗျာနော်အဲ့ဒါကြောင့်မို့လို့တန်ခစ်ရဲ့ဒီ founder တော့မဟုတ်လို့ရှိရင် inventor ပေါ့နော်ဒီထွင်သူတယောက်ရဲ့ဘဝဆုံးရှုံးမှုဟာဘယင်ရဲ့မနာလိုမှုကြောင့်ဒါရီအဝနဲ့ဆရာသိကောင်းတယ်ပညာရှင်တွေဆုံးရှုံးကုန်တယ်အများကြီးအဲ့ဒါတွေပါနော်အဲ့တော့မောင်တေးတဲ့ရဲ့အပိုင်းကိုဘုန်းကြီးတို့ကဂုံပြုတ်မယ်ဆိုရင်တန်ခစ်ရဲ့ခေါင်းဆောင်တယောက်အနေနဲ့ဝမ်းမြောက်ဝမ်းသာဘုန်းကြီးတို့ဒီတစ်ဖက်ကကျေးဇူးတင်ရမှာပြိဿကြီးအဲ့ဒါကြောင့်ထင်ပါတယ်တဲ့ဘုန်းကြီးတို့ပြိဿကနေတိုင်းအုံသီးကျွေးနေတာဟောတန်ခစ်ရဲ့ founder inventor မို့လို့ဘုန်းကြီးပြောပါသိတာပါသူတို့အဲ့ဒါကြောင့်တော့ကျွေးတယ်တော့ဘုတ်ပဲတော့မထင်ပါဘူးဘုန်းကြီးကသူ history လေးလာတော့အဲ့ဒါဒါနဲ့စိတ်ဝင်စားစရာကောင်းတာတွေအများကြီးရှိသေးတယ်ဒါခုဒါပဲရောက်တော့တရားဟင်းရွက်ပြုတ်စားမစားကိစ္စအဲ့ဒါကို analyze လုပ်တာနော်မစားဘူးဟင်းပြုတ်သွန်ပြစ်တယ်ရသေးကိုစောင်းပြီးတော့ကြီးတယ်ရသေးကပီတိနဲ့နေတယ်24နိုင်တစ်ပတ်နောက်တရက်မနေ့9နာရီရောက်ပြန်ပြီဆိုပါစို့ဟာရသေးကြီးရတာမျက်နှာလည်းမကြိုးဘူးချမ်းချမ်းမာမာအဲ့ဒါဆိုသွားပြီးတော့လှူခံအောင်ပဲလာပြန်ရောရှင်ဒီရဲ့အတိုင်းပဲဟင်းရွက်ပြုတ်မှောက်ပြီးတော့လှူလိုက်တယ်သွားပြန်ရောနှစ်ရက်မြောက်ရသေးကြီးစားမစားနောက်3ရက်မြောက်လာပြန်တယ်ဒီတိုင်းပဲမှောက်ပြီးတော့လှူလိုက်တယ်ရသေး3ရက်အစာမစားဘူးဘာနဲ့နေလဲအဲ့တော့4ရက်မြောက်တော့တရားကမဖြစ်ဘူးဒီတိုင်းလုံနေရင်ဒီရသေးဒီလိုပဲလှူနေအောင်မှာပဲရသေးကြီးကတော့သူနှလုံးသွင်းတာနော်အဘေကတတယံတခံဒေယဓမ္မောမေရှံအတ္တိလူယံပစ္စည်းငါမှရှိပေမဲ့လို့ပဋိက္ခဟကောနတ္ထိအလူကံပုဂ္ဂိုလ်ငါမှမရှိခဲ့ဘူးပဋိက္ခဟကောမေရှံအတ္တိအလူကံပုဂ္ဂိုလ်ရှိပေမဲ့လို့နဓာတုကံမောပင်လို့တဲ့စိတ်ငါမှမရှိခဲ့ဘူးဓာတုကံမောပြီးပင်လို့တဲ့စိတ်ရှိပြန်တော့လည်းပဲတရားဓမ္မလူရန်ပစ္စည်းကနတ္ထိမရှိခဲ့ဘူး3ချက်မညီတာတွေကိုပြောနေတယ်နော်ယံကမှာလူရန်ပစ္စည်းရှိတယ်လူကံရှိတယ်လူကျင်တဲ့စိတ်ကမပေါက်လာဘူးပေါ့ယံကမှာလူကျင်တဲ့စိတ်ပေါက်တယ်လူရန်ပစ္စည်းရှိတယ်လူကံပုဂ္ဂိုလ်တွေကြွမလာကြဘူးပေါ့ယံကမှာလူကံပုဂ္ဂိုလ်တွေကြွတယ်လူကျင်တဲ့စိတ်ရှိတယ်တဲ့လူစရာပစ္စည်းကမရှိခဲ့ဘူးဒီကနေ့တော့ပြိဿရဲ့3မျိုးစုံနဲ့ဘယ်နှမျိုးစုံဣဒာနိပါဏဒီကနေ့မှာတော့ပရိက္ခကောပိမေရှံအတ္တိအလှကံပုဂ္ဂိုလ်လည်းငါမှရပြီဒေယဓမ္မောပိမေရှံအတ္တိလူယံပစ္စည်းလည်းငါမှရှိနေပြီဓာတုကံမောဘေးလူလိုတဲ့စိတ်လည်းပဲဥပ္ပိစိငါမှဖြစ်နေပြီအဲ့ဒါအခွင့်အရေးကောင်းနော်ပဋိစ္စသမုပ္ပါဆိုရအဲ့ဒါမျိုးပဲ
အကြောင်းတို့ရဲ့စုံစည်းမိတဲ့အချိန်မှာဟိုဘက်အကျိုးတစ်ခုပေါ်တယ်နော်အဲ့ဒါကိုဘာခေါ်လဲပဋိစ္စသမုပ္ပါဒကိုအကြောင်း၃မျိုးစုံလိုက်တော့ donation ဒါနဆိုတာဖြစ်လာပြီအကြောင်းတစ်ပါးပါချိုးရင်ခဲ့ရင်ဒါနမဖြစ်ဘူးအဲ့ဒါကြောင့်ပီတိနဲ့ဝမ်းမြောက်ပြီးတော့ဟောသူမိတာဘဝကဂရေ80လှူနိုင်ခဲ့ပြီမဲ့အဂိတိဘဝမှာဟင်းရွက်ပြုတ်ပဲလှူနိုင်တယ်နော်ဒါလေးတွေလည်းပဲ compare လုပ်ပြီးတော့နားလည်ရင်ပြိဿရေဝမ်းမြောက်စရာတဲ့ကောက်အမြဲတမ်းကိုမဟာဘောလူစရာတွေပေါ်များနေလိမ့်မယ်မဟုတ်ဘူးပေါ့ဝေသန္တရာမင်းဖြစ်တဲ့ဘဝကြတော့လည်းပဲထီယောနှံရောယရနာ9ပါးတဲ့ကဆင်ပြီးတော့ယရနာတောင်လှူပြစ်သေးတယ်နော်ခုအာဂိတိယသိဘဝကြတော့ဘာပဲလဲဟင်းရွက်ပြုတ်ပဲစားစီတောင်မပါဘူးတဲ့ဟိုဘက်ကသူနဲ့တွဲတိုးမြုပ်စားဖို့ငပိလေးတောင်မပါရှာဘူးအဲ့တော့လူရတဲ့ဘဝတွေကိုပြိဿရေအစအဆုံးနဲ့အလဲကောင်းဒီ၃ခုလောက်တွဲတာကြည့်ခက်ခဲတဲ့အကြောင်းလေးသဘောပေါက်ကြနော်အဲ့ဒါကြောင့်ပီတိတွေလွန်စွာဖြစ်ပြီးတော့ပီတိ၅မျိုးထဲမှာပြိဿရေဖရဏာပီတိပေါ့နော်ဝါဂွန်းဒုတ်ကိုစီအိုးတဲ့ထက်လိုက်သလိုဒီကိုယ်လုံးအီးပြီးတော့နေနေတာအဲ့ဒါကိုတရားကဟာမဖြစ်ချေဘူးဟေးကိုထင်ရှားပြငါပြောင်းမဲမေးတော့မယ်လေးရဲ့မြောက်ကြတာကောင်းငင်တစ်ခွင်လုံးအယောင်တွေလင်းလက်လို့ဒုရိယာတွေတီးလို့နတ်ပရိသတ်တွေသောင်းသိန်းကြိရှိပြီးတော့ကောင်းငင်မှာဖြန့်ကျက်ထားတရားမေကိုထင်ရှားပြပြီးတော့ယသိကျောင်းရှိနာဂတိပကျောင်းပေါ်မှာဘွားကနေဒါပေမဲ့သူ့အချစ်ဆုံးဇနီးဒေါ်သူဇာတာကြီးပါသေးတယ်ဗျာနော်သူ့မှာဇနီး၄ယောက်ရှိတယ်သူဇာတာရဲ့သူဓမ္မရဲ့သူစိတ်တာရဲ့သူနန္ဒရဲ့ဘယ်နှယောက်အဲ့ဒါအဲ့ဒီ၄ယောက်လေဘုန်းကြီးကနည်းနည်းစဉ်းစားကြည့်တယ်ဘယ်နဲ့ကြောင့်ဒီတရား၄ယောက်ရသလဲဆိုတော့ဩဗာရဏသီနာကမဆလရွာမှာသူရွာတကြီးလှုပ်ဖူးတယ်အင်ကြီး1000ရှိတဲ့ရွာအလွန်ကိုအောက်တန်းချပြီးတော့under developed မကဘူးpoorest village ပေါ့နော်အစင်းရဲဆုံးရွာကြီးကိုတော်အောင်ပြောလိုက်မယ်အဖွံ့ဖြိုးဆုံးဖြစ်အောင်လုပ်ခဲ့တာသူအဲ့ဒီရွာကြီးတရွာလုံးကိုဖွံ့ဖြိုးတိုးတက်အောင်လှုပ်တုံးကတဲ့ကရွာတကြီးဘဝတွေကကိုကအဲ့ဒီတကြီးမှာဘယ်နှယောက်လဲ၄ယောက်ဗျာအဲ့ဒီတုန်းကတဲ့က၄ယောက်အဲ့တော့စာဖတ်ပြီးတော့အပိုစဉ်းစားတယ်နော်အပြစ်တော့မရှိတော့ပါဘူးဩတကြီးဆို၄ယောက်လားအဲ့ဒါပါပဲဟိုဇတ်ထဲရှိတာလေးစဉ်းစားခွင့်ရှိပါတယ်နော်အရက်ထဲတော့မစဉ်းစားပါဘူးအဲ့ဒီ၄ယောက်ကလည်းပဲဟိုသွားလျာပါနတ်ပြည်ရောက်တဲ့အထိပါသွားတာအဲ့ဒါကလည်းပဲရွှေပြောင်ပြောင်တောင်ပေါ်မှာဘုရားဘာဆူတောင်းထားတာဖြစ်လိမ့်မယ်မခွဲနိုင်မခွာရဲ့၄ယောက်သားပါသွားကြတယ်အဲ့ဒီ၄ယောက်ထဲမှာနော်တရားမင်းအချစ်ဆုံးကသူဇာတာသူဇာတာကိုဇတ်တွေဘာတွေမှာရေးတော့တာဝန်မှုပျောက်ပြီးတော့သူဇာဒီလိုရေးတယ်ကောင်းပြီသူဇာတာပါလာပြီးတော့ယသိကျောင်းရှိမှာမတ်တရပြီးတော့အယောင်အဝါတွေခါတိုင်းနဲ့မတူဘူးတတော်လုံးတကြွလုံးလင်းလက်နေတော့ယသိကထွက်ကြည့်တယ်ဟာငါကျွန်းပေါ်ဘာဖြစ်လဲလျှက်စီးတွေများလက်သလားတောမီများလောင်သလားကြည့်လိုက်တော့တောမီလောင်သလိုပဲတရားနဲ့ပြိဿအဲ့ဒီမှာတရားကယသိကြီးမေခွန်းလေးမေးတာခုနစာအကိတိဒိသဝနာသမန္တံသေကောဗုဒ္ဓပတိပြဝိဂမဏိသံဃာရေဝိုင်းပြီးတော့လေပူလှိုင်တိုက်နေတဲ့တောအုပ်ကြီးထဲမှာဝါနာဂတိပါကျွန်းငယ်ပေါ်မှာသမန္တံတယောက်တိတိချင်းသုံးနေထိုင်၍တရားနှလုံးချင်းသုံးနေပဲထသောအဂိတိနာမတပသံအဂိတိကောရရှင်အသိကောဗုဒ္ဓပတိနတ်တို့အရှင်တရားမင်းသည်ဒိဋ္ဌဝမြင်တဲ့အခါမှာဧမပညာဤမေကောငါပြဝိမေတယ်တရားမင်းကဗာမေတော်ဆိုတော့
ကိဉ္ပတ်ထယံမဟာပြမေဧကောသမ္မတိဂမ္မနိမဟာပြမေသူတော်ကောင်းအကျင့်တတ်တဲ့ကိုကျင့်ပေတတ်တဲ့ဩရှင်ယသိဘုရားဂမ္မနိသံဃံရေရေဝိုင်းပြီးတော့လေပူလိုက်နေထနေတဲ့ဒီတောအုပ်ကြီးထဲမှာကိဉ္ပတ်ထယံကိဉ္ပတ်ထယံဘာစုတွေကိုတောင်းပြီးတော့ဧကောဘောမမိတယောက်ထိတိသမ္မတိကျင့်သုံးနေထိုင်ပါသလဲဩရှင်ယသိဒီလောက်တောင်ပူပြင်းတဲ့သံဃာရေရေဝိုင်းလေပူလှိုင်းနေတိုက်နေတဲ့ဂျုံလေးပေါ်မှာတယောက်ဒီကျင့်တာဟာကိဉ္ပတ်ထယံဘာစုတွေတောင်းပြီးတော့ဘာတွေတောင်းလို့ဘာတွေလိုချင်လို့ဒီလောက်တောင်ကျင့်သုံးနေသလဲသုံးရအငတ်ခံကျင့်အဲဒီလိုဒေဝနာမိန်တော်နတ်တော်ကိုစွန့်ရတဲ့သေကောတရားသည်ဣမံပညာဤမေကွန်ကိုအဘောဇင်သီလိုရေနေမေမြံရှာလေတော်တည်းတရားမင်းရဲ့မေကွန်ကိုထပ်ပြောစရာမလိုဘူးတရားမင်းရဲ့စိတ်ထားလဲပြိဿရေထပ်ပြောဖို့မလိုဘူးအဲ့ဒါလေးကို abstract ပြောမယ်ဆိုလို့ရှိရင်တော့ငါပန္တုကပလာကြီးပူပြင်းတင်းမာတာဟာတယောက်ယောက်တရားဖြစ်ခြင်းလို့ကျင့်နေတာဖြစ်မယ်အဲ့ဒါကြောင့်ယသိကြီးကျင့်နေတာဩတရားဖြစ်ခြင်းတာသူများလားဆိုပြီးတော့ဘာစုတောင်းလဲဒါလာမေးတာဟာရိစေရဏသမ္မာရ50နဲ့ဘယ်နှကြိမ်လဲခုရွှေလှူတာဟမ်56ကြိမ်ရွှေလူတာဘာစုတွေတောင်းတယ်လဲဆိုရင်အဲ့ဒါတရားမေးရင်ဖြေဖို့သာပြင်ထားကြနော်အဂိတိယသိကိုတော့တရားမေးနေပြီအဲ့တော့တရားမေးတော့ရှင်ယသိဖြေတဲ့အခါမှာသူစုတောင်းနေဟာအလုံးစုစုပေါင်း15မျိုးရှိနော်အဲ့ဒီ15မျိုးတွေကဘုန်းကြီးတို့5မျိုးကိုပြောပြထားပြီးသွားလို့မနေ့ကအဆက်ဒီကနေ့ဆက်တာပါဆိုဘုန်းကြီးတို့ပြိဿနော်နားထဲမှာတရားအကျော်ပြတ်သွားမှာဆိုလို့ပြန်ပြီးတော့ဘုန်းကြီးတို့ကဒေသနာတန်တိခေါ်တယ်ရှင်းတော့အဆက်ကလေးကိုပြန်ပြောပြတယ်အဲ့တော့အဂိတိယသိရဲ့ဆူတောင်းခုဒီမှာပြောမယ်ဘာလနပသေနသုနေနာသဘာလေနသံဝသေဘာလေနလပသံလပနကရေနသရောစယေဒေဝနာမိန်တနတ်တော်ကိုဆိုရတဲ့သက်ကတရားမင်းဤမိနာပုညကမေနာဤမြတ်လောက်တော့အုပ်ကြီးထဲမှာဟင်းရပြုတ်စားပြီးတော့ကျင့်ရတဲ့ဒီကောင်းမှုတွေကြောင့်ဘဝဘဝေဘဝဆက်တိုင်းအဟံငါသည်နံပါတ်1ဘာလံဘာလဆိုတဲ့လူမိုက်တွေကိုနတ်ပါသေးဒီမျက်စိနှလုံးနဲ့ဘယ်တော့မှမမြင်မရစေနဲ့နံပါတ်1ပရိသတ်ရဲ့ဘာစုတောင်းတယ်လဲဘာလနော်ပါဠိစလုံးဗမာလိုပြောရင်ပါတယ်လဲလူမိုက်တွေကိုဘယ်တော့မှမမြင်မရစေနဲ့နောက်တကဘာလနတ်သူနေဘာလလူမိုက်ဒီဘယ်မှာရှိတယ်ဆိုတဲ့တည်င်းစကားမျိုးကိုနတ်သူနေဟောဒီနားနှစ်ဘက်နဲ့ဘယ်ဘဝမှာမှလူမိုက်တည်င်းကိုမကြားပါရစေနဲ့ပါတယ်လေလူမိုက်ဘယ်မှာရှိတယ်ဆိုတဲ့တည်င်းစကားမကြားပါရစေနဲ့ဘာလေနလူမိုက်တွေနဲ့နာသဝတိဘေဘဝမှာမဘယ်တော့မှပေါင်းသင်းမဖြစ်ပါရစေနဲ့တတ္တိယကဘာစုတောင်းတယ်လဲလူမိုက်ကိုပေါင်းသင်းမလုပ်ပါရစေနဲ့ဘယ်နဲ့စုရပြီလဲအံ့ဩစရာကောင်းတယ်ရှားရှားပါပါစုတောင်းနော်ဘုန်းကြီးရှာထားတာဘုန်းကြီးတို့ပြိဿအတွက် special ပဲအဲ့ဒါဘာလနပတိလူမိုက်ကိုမမြင်မရစေနဲ့
ဘာလနတ်သူနေလူမိုက်ဘယ်မှာရှိတယ်ဆိုတဲ့သတင်းစကားမကြမ်းပါရစေနဲ့ဘာလီနာနတ်သံဝတိလူမိုက်တွေနဲ့ဘယ်ဘဝမှာပေါင်းသင်းမဖြစ်ပါရစေနဲ့ဘာလီနာအန္လာပသန္လာပန်းနဂရေလူမိုက်နဲ့အန္လာပသန္လာပစကားလေးတောင်မပြောပါရစေနဲ့ကြောက်လိုက်ပုံတော့နော်ပရိသတ်ရဲ့ဘာကိုကြောက်တယ်လဲလူမိုက်ကိုကြောင်လွန်းလို့ဒီလောက်တောင်ဆူတောင်းတယ်နောက်တကဘာလသဝဆနနရောစရေတဲ့လူမိုက်ပြောတဲ့စကားတွေကိုကြိုက်ချင်းနှစ်သက်ချင်းကျင်နာချင်းလက်ခံခြင်းမပြုပါရစေနဲ့လူမိုက်စကားကိုမကြိုက်ပါရစေနဲ့ဘာပါတယ်လဲခုနဒါဝင်သီအိုရီလေးပဲကြည့်ကြည့်လိုက်ဗုဒ္ဓရှင်တော်ရဲ့ဒေသနာတော်မှာတတ္တဝတယောက်ဤအစသည်အဝိဇ္ဇတနာကံဒါဝင်ဆရာကြီးကဘာပြောလဲတတ္တဝတွေဘယ်ကစရေကြီးကစအဲ့ဒါမျိုးကြိုက်လိုက်မိရင်လူမိုက်စကားကြိုက်လိုက်မိရင်ပြိဿရဲ့ဘဝတန္တရာဇောက်ထိုးသွားရောနော်အဲ့တော့လောကကြီးမှာပြိဿရဲ့မူသဝါဒဝေရမဏိနော်အလွန်ကျစ်ပြတ်ဓမ္မုဒဝါဒအကြီးစားပဲနော်ကဲပဲနိဗ္ဗာန်နဲ့သန္တရာဘာကွာခြားတယ်လဲ What is the difference between Nibbana and Sansara လာမေးခွန်းရှိတယ်ဟိုဘက်တိုင်းပြည်မှာဘုန်းကြီးတို့အင်တာနက်တို့အီးမေးလ်တို့နှိုက်လိုက်လို့ရှိရင်လေမေးထားတာဘုန်းကြီးတို့ဩစတြေးဘုန်းကြီးတို့ရဲ့ဗုဒ္ဓဝိဟာရမှာအီးမေးလ်ရှိတယ်အင်တာနက်ကောင်းကောင်းဖွင့်ထားတယ် website တောင်းထားတယ်နှစ်ပတ်တစ်ကြိမ်တရားလေးတွေတင်းတင်ပြီးတော့လွှင့်မေးချင်တာမေးဆိုအင်တာနက်ကနေဖြည့်တယ်မေးခွန်းတစ်ခုအဲ့ဒါပါတယ်နိဗ္ဗာန်နဲ့သန္တရာဘာထူးတယ်လဲဘုန်းကြီးတို့ကဖြေမလို့ပြင်ဆင်နေတော့တယောက်ကဝင်းဖြေသွားတယ်နိဗ္ဗာန်နဲ့သန္တရာအတူတူပဲသွားကြရောအဲ့ဒါဆိုရင်ဘုန်းကြီးတို့ကပြန်တက်တွန်းလိုက်တယ်ဟေးနိဗ္ဗာန်နဲ့သန္တရာအတူတူပဲဆိုတဲ့လူကိုတို့ကအားပေးပါတယ်မင်းအဝိဇ္ဇိဒေါကွန်းထောင်လိုက်ဟုတ်လားအပြတ်သွားတယ်နိဗ္ဗာန်ဒေါကွန်းမင်းမထောင်နဲ့တော့အဝိဇ္ဇိဒေါကွန်းနိဗ္ဗာန်နဲ့သန္တရာအတူတူပဲဆိုရင်အဝိဇ္ဇိကောသန္တရာထဲမပါဘူးလားအဲ့ဒီလိုတွေလျှောက်အတူတူလှုပ်သွားလို့ရှိရဲ့ပရိသတ်ကြီးဗုဒ္ဓရဲ့ဓမ္မနေပေကြီးကအကုန်လုံးစီးပြစ်သွားမယ်နော်အဲ့ဒါကြောင့်နိဗ္ဗာန်ဒေါကွန်းနော်ထောင်ထားတဲ့လူတစ်ယောက်ရှိတယ်ဗုဒ္ဓဒေါကွန်းအဲ့ဒါကဩစတြေးလျကဘုန်းကြီးတွေရဲ့မိတ်ဆွေကြီးဝရဘိက္ခုပညာဝရောသူကဗုဒ္ဓဒေါကွန်းထောင်ထားတယ်လန်ဒန်ကလူတစ်ယောက်ကတော့ဓမ္မဒေါကွန်းဆိုထောင်တာအဲ့ဒီမှာအဲ့ဒါကြီးရေးပြီးတော့လွှင့်နေကြတယ်အဲ့ဒါဘုန်းကြီးကပြောလိုက်တယ်ဟေးတင်လိုက်กว่าလို့နိဗ္ဗာန်ဒေါကွန်းဓမ္မဒေါကွန်းပါတယ်လေပြီးတော့ဗုဒ္ဓဒေါကွန်းတော်တော်စုံပြီနောက်တက်လိုနေတာကအဝိဇ္ဇိဒေါကွန်းထောင်ဖို့တော့လိုပြီဘာကြောင့်လဲနိဗ္ဗာန်သန္တရာတူတူပဲဆိုတဲ့လူတွေအတွက်အဲ့ဒီဒေါကွန်းကနေသွားမှာဟုတ်အဲ့ဒါဘုန်းကြီးကနောက်တော့ဟေးကောင်လေးပြောလိုက်တယ်ဘုန်းကြီးအော်စတင်ကတပည့်တွေမဖြေနဲ့ကွာအဲ့ဒီလိုအယူရှိရင်ဝိဇ္ဇိဒေါကွန်းထောင်ပြီးတော့သွားကြအဲ့ဒါပဲပြောလိုက်တယ်သန္တရာနဲ့နိဗ္ဗာန်တူရဝိဇ္ဇိနဲ့နိဗ္ဗာန်တူတယ်ဆိုတဲ့အဓိပ္ပာယ်ပါရောက်သွားမယ်နော်အဲ့တော့ပရိသတ်ကြီးရေခဲမှာအဲ့ဒီလိုတွေးခေါ်ယူဆတွေပါပြီးတော့ရှောက်ပြောရင်အဲ့ဒီပြောတဲ့စကားကိုယုံကြည်ပြီးလက်ခံတဲ့လူများသွားရင်ယုံကြည်လက်ခံတဲ့လောကကြီးကဘာဖြစ်လဲလမ်းကြောင်းစောင်းမသွားဘူးလားအဲ့ဒါကြောင့်မူသဝါဒစကားတခွန်းသည်လောကကြီးကိုဘာဖြစ်စေလဲတလွဲတချောဖြစ်စေတယ်ဒါလေးမှတ်တာမူသဝါဒစကားသည်လူသားတွေကိုအလွဲလွဲအချော်ချော်ဖြစ်စေတတ်တယ်ဒါကအကြီးစားမူသဝါဒကိုပြောရင်အလတ်စားအငယ်စားလေးတွေဆက်စဉ်းစားဟုတ်လားအကြီးစားတွေကိုပြောပြလိုက်ရင်အလတ်စားအငယ်စားလေးတွေဆက်စဉ်းစားအငယ်စားလေးတွေအဲ့ဒါတလွဲပြောလို့တလွဲမှတ်နေကြရတာအများကြီးရှိတယ်နော်မူသဝါဒအဲ့တော့မြတ်စွာဘုရားရဲ့
ဒေသနာတော်မှာဒီငါးပါးသီလနဲ့ပတ်သက်လို့မုသဝါဒတစ်လုံးကိုမြတ်စွာဘုရားဟောတော်မူတဲ့နေရာမှာနော်သစ္စာဝါဒီသစ္စာတန်တော်ထေတောပိစယိကောအဝိသံဝါဒကောလောကတာဒီလိုဟောတော်မူတယ်နားလည်ခြင်းစရာပြိဿရေသိခြင်းစရာသိကောင်းပိစယိကောဒီစလုံးလေးတစ်လုံးဟာဘာဖြစ်တယ်လဲဆိုလို့ရှိရင်အဓိပ္ပာယ်ပြောတယ် acceptable by other ပေါ့လူတကာကပြောလိုက်တဲ့စကားလုံးကိုဘာဖြစ်လဲလက်ခံတိုက်တယ် believable ဆိုလို့ရှိရင်ဘာဖြစ်လဲယုံကြည်တိုက်တယ်အဲ့ဒါကြောင့်ပြောတဲ့စကားကလက်ခံတိုက်အောင်ပြောယုံကြည်တိုက်အောင်ပြောနောက်တစ်လုံးကအဝိသံဝါဒကောလူတွေရဲ့ခေါင်းထဲမှာနားထဲမှာတလွဲလွဲတချောချောတွေဖြစ်အောင်မပြောပါနဲ့ဗုဒ္ဓရှင်တော်ရဲ့ဂုံပုတ်တွေထဲမှာဒါတစ်ခုရှိတယ်နော်အဲ့ဒါကြောင့်ဘုန်းကြီးတို့ပြိဿကြီးဘာလနာပတိလူမိုက်တွေကိုဘယ်တော့မှမမြင်မရစေနဲ့ဘာလနာသူနေလူမိုက်ဒီပင်မှာရှိတယ်ဆိုတဲ့သတင်းစကားကိုမကြားပါရစေနဲ့ဘာလေနနသံဝတိလူမိုက်ဒီနေဘေဘဝမှာပေါင်းသင်းမလုပ်ပါရစေနဲ့ဘာလေနအလပသလပနကရေလူမိုက်ဒီနေစကားပြောခေါ်နီးနှောခြင်းမလုပ်ပါရစေနဲ့နောက်တစ်လုံးကဘာလသဝဆနာလူမိုက်ရဲ့စကားကိုနရောစရင်နှစ်သက်ခြင်းကျင်နာခြင်းမပြုပါရစေနဲ့လူမိုက်စကားကိုဗါတဲ့လေမကြိုက်ပါရစေနဲ့အဲ့ဒါလူမိုက်စကားကဘာမျိုးတွေလဲဆိုတာလေးကိုနည်းနည်းဘုန်းကြီးတွေကဥဒါရုံပေါ့လေ example လေးတွေထုတ်ပြလူဘယ်ကစားတယ်မြောက်ကစားတယ်နော်ဒါမျိုးတွေကဘာတွေလဲလူမိုက်စကားတွေအဲ့ဒါမျိုးတွေပြောလာပြီဆိုလို့ရှိရင်အဲ့ဒါမကြိုက်ပါရစေနဲ့လို့သာဆုတောင်းဒီလူမိုက်ကိုမိုင်းလာကြီးဆိုပြီးတော့စန့်ကျင်ပဲတော့သွားမလုံနဲ့ပြိဿကြီးလူမိုက်စကားငါဗါတယ်လေမကြိုက်ပါရစေနဲ့အနာသ interpretation လူမိုက်စကားကိုငါသည်လက်မခံပါရစေနဲ့အနာသ interpretation အဲ့ဒီလူမိုက်တွေပြောတဲ့စကားကိုထောက်ခံအားပေးခြင်းမလုပ်ပါရစေနဲ့ interpretation ဒီလိုဘာသာပြန်လို့ရတယ်နော်အဲ့ဒါလူမိုက်နဲ့ပတ်သက်လို့ဆူတောင်းဘယ်နှမျိုးရမလဲမပြီးစေခြင်းနဲ့ဘာလနာပတိလူမိုက်တွေကိုမမြင်မရစေနဲ့ဘာလနာသူနေလူမိုက်သတင်းကိုမကြားပါရစေနဲ့ဘာလီနာနသံဝတိလူမိုက်ဒီနဲ့ပေါင်းအဖော်မဖြစ်ပါရစေနဲ့အပြီးတော့ဘာလတဝဆနဘာလီနာအလပသံလပနာကရေလူမိုက်နဲ့စကားမပြောပါရစေနဲ့ဘာလတဝဆနလူမိုက်ပြောတဲ့စကားကိုနာရောစေနှစ်သက်ကြည်နာထောက်ခံအားပေးတာတွေမလုပ်ပါရစေနဲ့ဒီတိုင်းလူမိုက်နဲ့ပတ်သက်လို့ဘယ်နှချက်ဆူတောင်းအဲ့ဒါဆိုကြိုတွေးထားဒီမှာတော့မဟောနိုင်ဘူးနောက်ပွဲကြမှာသူတော်ကောင်းမြင်ရပါလို့ဤကြားပါလို့ဤဆိုတဲ့ကိစ္စမှာဒီလိုပဲ၅မျိုးလာလိမ့်မယ်နော်ရှင်းစေအဲ့ဒါကြောင့်ဒေဝနာမေတ္တာနတ်တော်ကိုဆိုရတဲ့သက်ကတရားမင်းအငါသည်ဣမဝရံဤစုမျိုးကိုပဲရာဇာမိတောင်းပါ၏ပြိဿရဲ့ဒီစုမျိုးကိုပဲငါတောင်းတယ်တရားမင်းဖြစ်ဖို့ရန်တောင်းသလားဣမဝရံဤစုကိုရာဇာမိငါတောင်းပါတယ်တဝရံတို့တောင်းတဲ့စုကိုတွင်သင်နတ်တို့တန်တဲ့တရားမင်းဟာဒေဇာတရိယာတိပေးနိုင်ရင်ပေးသွားစမ်းပါလို့ပင်စဝရီ၅ပါးသောစုတော်ကိုရာစီကောင်းစွာမသွေတောင်းဆိုတော်မူခဲ့ပါပေသတည်းအဲ့တော့ဒီနေရာပရိသတ်သတိမပြုတ်မိဘူးထင်တယ်နော်အဆုံးသစကားလေးကြည့်လိုက်ဒီစု၅မျိုးကိုကျွန်ုပ်တောင်းပါတယ်တရားမင်းပေးနိုင်ရင်ပေးသွားပါဗမာဘာသာပြန်ရတယ်မဟုတ်လား
အဲ့ဒီစကားကိုထောက်ချင်းဖြင့်တရားရှိကဘာပြောထားသလဲကြည့်တရားပင်ကအိုရှင်ရသေးဘာစုတောင်းသလဲဆိုတာလောက်နဲ့တရားမရပ်ဘူးကျွန်ုပ်လာတာစုပေးမလို့လာတာဗျကျုပ်စီမှာစုတောင်းစမ်းမှာအဲ့ဒီလိုမဲ့လုံးလေးကပေးထားတာစုပေးမလို့တဲ့အဲ့ဒီစုဘယ်မှာတောင်းอ่ะသူတို့တောင်းမစဉ်းစားနေတယ်ဘယ်သွားတောင်းမလို့စုလေဘိုးဘိုးကြီးစီသွားတောင်းတရားမင်းကကျုပ်စုပေးမလို့ကျုပ်စီမှာစုတောင်းဒီလိုပြောတာအဲ့ဒီကိစ္စကိုကြည့်လိုက်ပြန်တော့လည်းပဲတရားဘာဖြစ်နော်ပြောင်ပြောအမနာတန်နည်းနည်းခက်ရိုင်းပြောရင်တရားလိမ့်မယ်ဒါမျိုးသူပေးနိုင်မလားလို့ဒီစုမျိုးမပေးနိုင်မဲတဲ့စုပေးမလို့တောင်းစမ်းဆိုတော့ရသေးကြီးကလည်းတကယ်များရပလားလို့တောင်းကြည့်တာပြိဿကြီးဟိုရခင်ပွဲတွေမှာ9ခုတောင်းပြီးသွားပြီမရဘူးကိုလည်းပဲ9ခုတောင်းတာရမယ်ထင်လားမရပါဘူးနော်အဲ့ဒါကြောင့်တရားဟာသက်မဲ့ရသေးကိုလာနှောက်ရှက်တာတနည်းပြောရင်လိမ့်တာအဲ့တော့ဇလေဥပုံညာပြောတာရှိသေးတယ်ဇလေဥပုံညာပြောတဲ့စာကိုမပြောသေးခင်နော်အဲ့စာကြောင့်နားလည်အောင်ရှေးဥစွာပြောရမယ်အမ္ဘတ္ထဆိုတဲ့ပုံနာအလောမမာနကြီးတယ်ဘုရားနဲ့လာဆွေးနေတဲ့အခါလက်ပိုက်မတ်တရစကားပြောတယ်ရှင်းမဟုတ်မင်းတော်တော်မာနကြီးတဲ့ကောင်မင်းအမျိုးဘာမျိုးလဲဘာမျိုးအမျိုးပြောတယ်အမျိုးကောင်းရင်သားနဲ့မင်းတည်းရုံညံ့တယ်ဘုရားလည်းတွေ့တယ်နော်လူကြီးလူကောင်းဆိုတာနော်အယိုသေးလေးတော့ပေးရတယ်အဲ့ဒီလိုတော့မှပြုံးကြလဲဆိုတရားရောက်လာနောက်ကနေတန်တူကြီးမိရဲနေအောင်ဖုတ်ထားပြီးတော့အမ္ဘတ္ထပုံနာခေါင်းကိုချိန်တာဟဲကောင်ဥချမလားမချဘူးလားမချရင်ခေါင်းရိုက်ခွဲမယ်ဆိုတော့ကြည့်လိုက်တော့ဟာတရားရဲ့လို့တော့ तू မသိဘူးတရားဘလူးအောင်ဆောင်ထားတယ်တင်းပုံနဲ့ဘလူးဟေဥမချရင်တော့ငါခေါင်းရိုက်ခွဲတော့မှာပဲဆိုကြောက်နဲ့အမ္ဘတ္ထဥချသွားနောက်တကပရိသတ်ကြီးသိတယ်သစ္စကပရပိုက်ညဇာဘုရားဟောတော်မူတဲ့အနတ္တပရပိုက်ကြီးကအတ္တညဇာဘုရားဟဲ့မင်းအနတ္တစွန်းအတ္တဝါဒကိုစွန်းအနတ္တလက်ခံမစွန်းဘူးအဲ့ဒီမှာလည်းတရားရောက်လာတင်းပုံနဲ့ခေါင်းချိန်ပြီးတော့ဟေးအနတ္တလားအတ္တလားဆိုတော့ဟာအတ္တပြောရင်ငါခေါင်းကွဲတော့မှာပဲဆိုပြီးတော့မှအနတ္တပါဘုရားဒီလိုတရားဘုရားတရားဟောတာဝင်ကူတာ2ခါရှိတယ်နော်ပြီးတော့သူကရှောက်သွားတယ်မြတ်စွာဘုရားသာသနာအဲ့ဒီလိုကမ်းလန့်တိုက်တဲ့အကောင်တွေတွေ့ရင်လေတပည့်တော်ကိုတယ်လီဖုန်းလေးသာဆက်လိုက်တပည့်တော်လာခဲ့မှားသွားတာ2ခါကိုနှစ်ပေါင်း2550ရှိသွားပြီသာသနာတော်ရဲ့ဘုယုဒုက္ခကိစ္စတွေနဲ့ပတ်သက်လို့တရားပင်တစ်ခါလာဖြေရှင်းပေးတယ်အာဖဂန်နစ္စတန်မြောက်ပိုင်းကဗမ်မီယန်ကဆင်းတူကြီးပေ150ကျော်ဆင်းတူကြီးကိုကောင်းနေဟနာတာလီဘန်တွေဘုံနဲ့ပြစ်ခွဲတာတရားလာရဲ့လားမလေးသူတော်ဘဘုံကြောက်လို့ပုံနေပုံရအဲ့ဒါတွေသက်သေရှိတယ်နော်အဲ့တော့စလီဥပုညကလည်းပဲသူ့အခက်ခဲကြုံတိုင်းတရားစီသူလည်းအကူကြီးတောင်းပုံရတယ်နောက်ဥပုညသားခံရတာဒီပါပရိသတ်ကြီးသိတယ်နော်ထားအဲ့တော့တရားတစ်ခါမှမလာတော့ဆလေးဆရာကစိတ်ပြက်နဲ့စာလေးရေးပစ်ခဲ့တာဖယားကောနှစ်ရစ်လိန်ညစ်တဲ့မာဂိန်သူကဒီလိုရေးတယ်ဖယားကောနှစ်ရစ်လိန်ညစ်တဲ့မာဂိန်ဆိုတာဘုန်းကြီးဥမာဂိန်ကပြောတာမဟုတ်ဘူးမာဂိန်ဒဆိုတာလည်းတရားပဲနော်သူ့နာမည်တွေကအများကြီးဘုရားကနှစ်ရစ်လိမ့်ညစ်တဲ့မာဂိန်ဘယ်နှခါလိမ့်သွားအမ္ဘတ္ထသုံးမှာတစ်ခါသစ္စကသုံးမှာတစ်ခါနော်အဲ့ဒါလေးဘုရားကနှစ်ရစ်လိမ့်ညစ်တဲ့မာဂိန်ပြည့်ရှားမဲ့ဝရစိန်ငယ်ဘာလို့ဗဒိမပြင်တုံးထင်လေအဲ့ဒါပါပဲ
ဝရစိန်လက်တဲ့တန်ကြီးတက်လို့ပရိန်ပုံမှာပြင်တော့မယ်တဲ့ပြစ်တော့ပြစ်မလို့ပါပဲဝရစိန်လက်နဲ့တန်ကြီးတက်တယ်လို့ခုမှပြင်တော့စင်တော့ရှိသေးတယ်ဆိုပဲဩဘယ်ခေတ်ကဝရစိန်လက်နဲ့အဟောင်းကြီးဘသူကသူ့လိန်ရောင်းလိုက်လည်းမသိပါအဲ့ဒါတန်ကြီးတက်လို့ခုမှပုတ်တုတ်တတ်တော့ရှိသေးတယ်ပြစ်တော့ပြစ်ပါပါတဲ့ဆလေးစရာရေးသွားတာတော်တော်ကောင်းတယ်နော်တရားဝရစိန်လက်နဲ့တန်ကြီးတက်တယ်နော်ဘယ်ကသူလိန်ရောင်းလိုက်မှမသိဘူးသူလည်းလိန်မိတာသူကလည်းဖျားထလိန်တယ်နော်အဲ့ဒါကြောင့်တချလိန်ကိုလည်းပဲစုတွေပါတွေပေးမယ်တောင်းစမ်းမှာပါညာညာအဂိတိရှင်သေးကတောင်းပြီဘယ်နှစုရှိသွားလဲလူမိုင်းနဲ့ပတ်သက်လို့၅မျိုးစုတောင်းတယ်အဲ့ဒီတော့သူကစုပေးမယ်လဲမပြောဘဲနဲ့ဘာဆက်လုပ်တယ်လဲလို့ဆိုတော့ကေနုတေအကရံဘာလဝတ္တကတ္တပကာရဏကိတကတ္တပဘာလတဒသနနာဘိကင်္ဂတိဘုန်းကြီးတို့ပြိဿတခုတော့တောင်းပန်ထားမယ်ဒီမြတ်ဗုဒ္ဓရဲ့မူရင်းစာသားတွေဘုန်းကြီးတို့နှုတ်ထဲမှာဆောင်းထားတာဘုန်းကြီးတို့ရဲ့ယုံကြည်ချက်ကမြတ်စွာဘုရားရဲ့ဓမ္မခန္ဓာတဆူကိုယင်ထဲမှာသိသိထားရခြင်းဟာဓမ္မစေရီတဆူငါတိဆောက်ထားတာဒီလို concept ပေါ်လေခံယူချက်မျိုးဘုန်းကြီးတို့ထားဣပိဓကတရဆရောတွေကိုပြိဿကြီးမှန်းကြည့်နော်ဘလောက်အံ့ဩဖို့ကောင်းတယ်သာသနာအကြာကြီးတီအောင်သဲလာတာဒီလိုဆောင်တဲ့ပုဂ္ဂိုလ်တွေသဲတာစာအုပ်တွေထဲမှာတည်းထားစာအုပ်တွေအကုန်လုံးမီးလောင်သွားပဲလုံးပေတွေထဲမှာထားပေတွေအကုန်လုံးဆွေးသွားပဲနဲ့လုံးရင်နဲ့ထားတယ်နော်အဲ့ဒါကြောင့်မြတ်စွာဘုရားရဲ့စကားလုံးတွေကိုကြားရခြင်းသည်တို့များနားတယ်ဓမ္မစီရီတွေကြွကြွလာတယ်ဘုရားကြွကြွလာတယ်ဒီလိုလေးကြည်ညိုတတ်အောင်ကြိုးစားကြပါနော်လွယ်လွယ်ကူကူနဲ့ဘုန်းကြီးတို့ဒါတွေရတာမဟုတ်ဘူးတော်တော်ပင်ပန်းပန်းကြက်ပြီးတော့မမိတ်အောင်ဆောင်းထားလူကြီးတိတ်တဲ့အခါများဆိုကိုယ့်အကိုမျက်စိလေးမိတ်အရသာခံပြီးတော့ရွတ်နေရအဲဒါကြောင့်ခုလိုပြောနိုင်တာကေနုတိအကရံဘာလောဝတ္တကတ္တပကာရဏကိနကတ္တပဘာလတဒသနနာဘိကင်္ဂတိကတ္တပနွယ်ပါဥရှင်ယသိဘုရားဘာလောဆိုတဲ့လူမဲ့တွေကတည်သိအဂိင်္ဂရံဘာရိလောက်ဖူးသလဲလူမဲ့ကိုဒီလောက်တောင်ကြောင်းရတာလူမဲ့တွေကသင်ကိုဘာလောက်ဘူးသလဲဒါမေးတယ်ဗိဒာရဲ့လူမိုက်တွေကဘာလောက်ဘူးသလဲကိဏုတေအကရံဘာလဝတ္တကတ္တပကာရဏကိနကတ္တပဘာလတဒသနနာဘိကင်္ဂတိကိနပဲအကြောင်းကြောင့်ဘာလတလူမိုက်ကိုဒသနမမြင်ဒသနမြင်တွေ့ရခြင်းကိုနာဘိကင်္ဂတိမလုံလားပဲရှိရပါသနည်းလူမိုက်ကရှင်အသေးကိုဘာလို့ဘူးသလဲတတ်ဘူးသလားခိုးဘူးသလားသံမယံကိုစောကားဘူးသလားပစ္စည်းတွေကိုလူယူဘူးသလားစသည်ပေါ့ဗာမြလုပ်ဘူးသလဲဘယ်နဲ့ကြောင့်လူမိုက်ကိုမမြင်ခြင်းလောက်အောင်မချမ်းခြင်းလောက်အောင်ဖြစ်နေတာဘယ်နဲ့ကြောင့်လူမိုက်တွေကိုဒီလောက်ကြောက်ရသလဲလူမိုက်ရဲ့သဘောတရားလေးနော်တနည်းပြောရင် definition of the foolish လူမိုက်ရဲ့အဓိပ္ပာယ်လေးကိုရှင်သိကြောက်စရာကောင်းပုံလေးကိုပြောစမ်းပါပေးမယ်ဆိုတဲ့စုဘေးကိုရှောင်သွားပြီးတော့လူမိုက်အဓိပ္ပာယ်အဖွင့်ကိုမေးတယ်ဗျာအဲ့ဒါကြောင့်သကြလိန်ပြောတာရှောင်ထွက်သွားအဲ့ဒီတော့အာဂိတိရှင်သေးကလူမိုက်အဓိပ္ပာယ်လေးဒီမှာပြောမယ်ပရိသတ်ကြီးငယ်ငယ်ကဟိုကြီးတော့လည်းပဲပေါ့လေမင်္ဂလာသုတ်ကိုကြက်တာတွေရွတ်တာတွေသင်တာတွေကြားတာတွေရှိမှပါနော်ဆဆချင်းမင်္ဂလာတစ်ပါးဟာလူမိုက်ကိုရှောင်ချေ၍နေခြင်းသည်မင်္ဂလာဒီကစတယ်မဟုတ်လားအသေဝနာစဘာလာနံဒီလိုလေးစနော် not to associate with the food it is the highest blessing လူမိုက်ကိုရှောင်ခြင်းသည်မင်္ဂလာရှိတယ်မင်္ဂလာသုံးပါဘုရားဒါလေးပဲပြောတယ်ဘယ်လိုပုဂ္ဂိုလ်ကလူမိုက်ဆိုတာအဲ့ဒီမှာပြောမတော့နော်
ဘာကြောင့်မပြောသလဲဆိုတော့ဘုန်းကြီးစဉ်းစားကြည့်တယ်အဲ့ဒီမင်္ဂလာသုတ်ဟောတော့နတ်တွေကိုဟောတာဟောတဲ့အချိန်ကညသကောင်းကျော်ဟုတ်လားနာကြတာကဘာတွေလဲနတ်တွေအချိန်ကအဲ့ဒါကြောင့်အတူလေးခြုံပြီးတော့လူမိုက်ကိုပေါင်းခြင်းအရှောင်ခြင်းသည်မင်္ဂလာပဲဒီလိုလေးပြောသွားသူတော်ကောင်းပေါင်းခြင်းသည်မင်္ဂလာပဲသကောင်းကျော်တရားပွဲဆိုတော့ဒီလောက်ပဲပေါ့အခုတော့ခါစောစောတရားပွဲဆိုတော့လူမိုက်တစ်လုံးနဲ့ဘုန်းကြီးတို့ကအခုသိရမယ်နော်သူတော်ကောင်းအကြောင်းကိုမလာနိုင်သေးဘူးမနေ့ပြင်ကြမှာပြောမယ်သူတော်ကောင်းအကြောင်းဆက်ချင်နော်လိုက်ခဲ့မနေ့ပြင်ကတရားပွဲဘယ်မှာလဲမသိဘူးရှိတယ်ဟမ်အာရန်ကင်းနဲ့လာခဲ့ကောင်းပြီကေနုတိအကရံဘာလဝတ္တကတ္တဗကရဏကိနကတ္တဗဘာလသဒသနနာဘိကင်္ဂတိလူမိုက်ကသင်္ကောဘာလို့ဘူးတယ်လူမိုက်ကိုဒီလောက်တောင်ကြောက်ရတာဘာကြောင့်လဲလူမိုက်ဟာဘယ်လိုပုဂ္ဂိုလ်မျိုးကိုလူမိုက်ခေါ်တယ်လဲအကြာမေးတဲ့အခါမှာရှင်အသေးကလူမိုက်အဓိပ္ပာယ်ကိုဒီမှာပြောမယ်အနယနယတိဒုံမေတောအတုရယနိယုံစတိဒုံနယောသိယသောဟောတိသမ္မာဝုဒ္ဓောပကုပ္ပတိအဓိပ္ပာယ်ကတော့ပရိသတ်ကြီးကြားဘူးတဲ့လူမိုက်အဓိပ္ပာယ်နဲ့တော်တော်မတူဘူးပရိသတ်ကြီးကတော့လူမိုက်ဟေးဆိုရင်ဒုစရိုက်10ပါးလွန်ကျိုးရင်လူမိုက်ဒီလိုခြုံပြီးတော့ပြောလိုက်ပဲနော်ဒါလည်းပဲမှန်ပါတယ်သို့တော်လည်းပဲအဲ့ဒါမျိုးကပရိသတ်ကြီးတော်တော်ရိုးတယ်ဒါမဲ့ဟိုမေဇိမနိကေမှာဘာလပဏိတာသုတ်ဆိုတာရှိတယ်အဲ့ဒီကြတော့လူမိုက် definition ကိုတစ်မျိုးပြောတယ်ဗျာလူမိုက်ဆိုတာတဲ့တစ်ဒုစိန်တိတစိန်တိကြံပြီးဆိုရင်မကောင်းတာရပဲကြံတယ်ဒုဗ္ဗတိတပါတိပြောရင်လည်းမကောင်းတဲ့စကားကြီးပြောတယ်ဒုက္ခတကမ္မကာရီလှုပ်သမျှလည်းမကောင်းတာတွေကြီးလှုပ်တယ်အတိုလေးဒီလိုမှတ်ထားလိုက်ဒါဘာလပဏိတသုတ်တော်မှာလာတာကြံရင်မကောင်းတာပဲကြံအကောင်းမကြံပြောရင်လည်းပဲမကောင်းတဲ့စကားလုံးပြောမယ်လှုပ်တော့လဲမကောင်းမှုကြီးလှုပ်လိုက်မယ်အဲ့ဒါဘာလားဒါကဘာလပဏိတသုတ်တော်ကအဓိပ္ပာယ်ခုဒီဇတ်တော်ကြတော့တမျိုးပြောတာတက်ကောင်းလူဘဝနဲ့တော်ဟမိအာနယနယတိဒုံမေတော့ဒေဝနာမိဒနတ်တကောဆိုရတဲ့သက်ကဥဒကြမေဒုံမေတော့လူမိုက်ဆိုတာဟာအနယံနီးမဟုတ်တာတွေကိုနယတိနီးလှုပ်လို့ဆောင်ရွက်တယ်နားလည်အောင်ပြိဿရဲ့ပြန်နာထောင်အနယံနယတိဒုံမေတော့လူမိုက်ဆိုတာနီးမှားတွေကိုနီးမှန်လှုပ်လို့ဆောင်ရွက်တယ်။ဘာလဲလဲ။အဲ့ဒါလူမိုက်ပဲကြောက်ဖို့အကောင်းဆုံးပဲ။နီးမှားကြီးတွေကိုဓမ္မကြီးပွားတိုးတဲ့ချောင်းဆိုပြီးတော့ဓမ္မဘဝချမ်းသာရာချမ်းသာချောင်းဓမ္မသန္တရာကလွတ်ချောင်းဒါကကောင်းရာကောင်းချောင်းဒါပေမဲ့သူလုံးနေတဲ့နီးတွေကအမှားတွေကြီးပဲ။အဲ့ဒီအမှားတွေကိုအမှန်ဆိုပြီးတော့နိမားကိုနိမှန်ဆိုပြီးတော့လို့ရင်အဲ့ဒီလူကိုဘာခေါ်တဲ့လဲလူမိုက်ပဲဒီသုတ်တန်ကဒီဇတ်တော်ကဒါကောင်းသွားတာเนาะအဲ့တော့အားလုံးသောသူတော်ကောင်းတွေမိမိတို့မှာ knowledge တော့အနည်းဆုံးပြိဿကြီးနိမားသိတတ်တဲ့ဒီ analytical knowledge ပေါ့လေအဲ့လောက်တော့ရှိဖို့မလိုဘူးလားအဲ့ဒါလေးမှမရှိခဲ့ရင်တော့ပြိဿကြီးလူတယောက်ဟာဆိုကြပါဆိုအိမ်တောင်စုတစ်စုမှာမိသားစု10ယောက်နေတယ်ယောက်ျားလူသူကအိမ်တောင်စုတစ်စုလုံးရဲ့ခေါင်းဆောင်အဲ့ဒီအိမ်ဆောင်စုတစ်စုလုံးရဲ့ခေါင်းဆောင်ဖြစ်တဲ့ယောက်ျားလူသူကနိမကြီးလှုပ်ရင်သူ့နောက်လကလိုက်တဲ့မယားရောသားတွေရောသမီးတွေရောအကုန်လုံးဘာဖြစ်ကုန်လဲလမ်းမှားကိုအကုန်လုံးရောက်ကုန်တယ်နော်ဘုန်းကြီးတို့ပိဋကမှာရှိတဲ့ဥဆောင်ကိစ္စတိပုံကဝေါတဲ့နော်နောက်တော့မှကြည့်လိုက်အဲ့ဒီနွားလာဥဒ္ဒပဆိုတဲ့ဘိုးကြီးနဲ့နွားတကောင်ရှိရသွားတအုံလုံးအကုန်နောက်ကလိုက်တာအဲ့ဒါလိုပဲတဲ့ခေါင်းဆောင်လုပ်တဲ့လူခါဘာသိရနေမှန်းနဲ့နေမှန်ကိုနားလဲ
နီးမကြီးကိုနီးမှန်ဆိုပြီးတော့လှုပ်နေရင်အဲ့ဒီလူကအမိုက်ဆုံးပဲအာနယနယတိဒုံမေတောအတုရာယနိယုံစတိဒုံမေရလူမိုက်ဆိုတာကအနယနီးမဟုတ်တာတွေကိုနယတိနီးလှုပ်လို့ဆောင်ရွက်တယ်နောက်ဒုတိယကအတုရာယံအဲဒီလိုမတိုက်တွန်းတဲ့နီးမတွေကိုနိယုံစတိလောက်ကြဟေလို့သူနောက်ကလူတွေကိုအကုန်လုံးတိုက်တွန်းလိုက်မယ်တိသူကိုယ်တိုင်လည်းပဲဘာတွေလောက်လဲနီးမတွေကိုလောက်တယ်နှစ်တခြားလူတွေကိုလည်းဒီနီးလောက်ကြဟေလို့အကုန်လုံးကိုဘာဖြစ်လဲတိုက်တွန်းနှိုးဆော်တယ်စီယုံတယ်လူမရဲ့ပြိဿရဲ့အတိပဲနှစ်ခုထွက်လာတယ်နော်ကိုယ်တိုင်လည်းပဲဒီမာကိုလောက်မယ်သူတစ်ပါးတွေကိုလည်းအဲ့ဒီနီးမတွေကိုအကုန်လုံးလောက်ခိုင်းလိုက်မယ်အာနယနယတိဒုံမေတောအတုရာယနိယုံစတိဒုံနယောသေယသောဟောတိအဲ့ဒီနီးမကြီးကိုသိပြီးတော့မျက်နှိုးနေမယ်တဲ့နီးမသိသောပညာရှိတွေကဆရာကြီးဆရာလုပ်တဲ့နီးတွေတော့မှားနေပြီဒီနီးကမှန်တယ်အဲ့ဒါလေးကိုပြောင်းလို့ရင်ကောင်းမယ်လို့သိတဲ့ပညာရှိများကပြောလို့ရှိရင်လည်းပဲသူနီးကိုအမျက်ဆုံးအမွန်ဆုံးထားမိတဲ့အတွက်ကြောင့်မလို့သူမပြောင်းဘူးမပြောင်းလဲတဲ့အပြင်နောက်ပါလာလေသမ္မာဝုဒ္ဓပကုပ္ပတိသမ္မာကျိုးနဲ့အကြောင်းနဲ့ကောင်းကောင်းမွန်မွန်ပကုပ္ပဝုဒ္ဓပြောဆိုပြန်တော့လည်းပဲပကုပ္ပတိငါလိုလူပြောရမလားဆိုပြီးတော့စိတ်ဆိုးလိုက်မယ်အပြောမခံဘူးလေဗျာနော်လူမရဲ့လက္ခဏာပဲတစ်ချက်ရတေနီမတွေကိုလုံနေတယ်နှစ်သူကြီးလှုပ်တာမဟုတ်ဘူးသူများလည်းခိုင်းနေတယ်လှုပ်ခိုင်းနေတယ်သုံးကအဲ့ဒါကိုသိပြီးတော့မြန်နှိုးနေတယ်လေးကနီးမှလမ်းမှသိတဲ့လူတွေကမာနေပြီအဲ့ဒါမလို့သိမှာဘူးလို့ပြောရင်လည်းပဲပြောတဲ့လူကိုရန်လောက်လိုက်မယ်တဲ့အဲ့ဒါလူမဲ့လက္ခဏာ၄ပါးဒါအဂိရိယသေးကနာဂတိပကျွန်းပေါ်မှာတရားကိုပြောသွားတာပြိဿကြီးဟုတ်လားအဲ့ဒါကြောင့်လူမိုက်ကြောက်ဖို့ကောင်းတယ်ဆိုတာဒါကြောင့်ကြောက်တာဗျာအဂိရိယသေးကြီးကနော်အဲ့ဒီနောက်ကလိုင်းမိရင်ကိုယ်ပါမာကြီးဖြစ်တော့မှာဒီလိုမဟုတ်လားအာနယနယတိဒုံမေတောအတုရာယနိယုံစတိဒုံနယောသေယသောဟောတိသမ္မာဝုဒ္ဓပကုပ္ပတိနောက်နမ5ဝိနယံသောပဇာနာတိဝိနယံသောနဇာနာတိသောတော်လူမိုက်တိဝိနယံသူဝိနယံကောင်းတဲ့နည်းတွေကိုနဇာနာတိသူမသိရှာဘူးဘာကိုမသိဘူးလဲနီးကောင်းနီးမှန်ကိုသူမသိဘူးတဲ့၅ခုဖြစ်သွားပြီနော်ဝိနယံသောနဇာနာတိနီးကောင်းနီးမှန်ကိုသူမသိဘူးသမ္မာဝုဒ္ဓပကုပ္ပတိပြောပြပြန်တော့လည်းပဲသူဘာဖြစ်သလဲအပြောမခံမဲနဲ့စိတ်ဆိုးလိုက်မယ်အဲ့ဒါကြောင့်ဒေဝနာမေရနတ်တော်ကဆိုရတဲ့ကတရားမင်းတတ္တတော်ကဲ့သို့သောမကောင်းလက္ခဏာ၅ချက်နဲ့ပြည့်စုံနေတဲ့ဒီလိုလူမိုက်တွေကိုဘဝဘဝေဘဝစတိုင်းယာဝနိဗ္ဗာန်သံပပကနိဗ္ဗာန်ကံပေါင်းဆိုင်ရောက်သည့်တန်အောင်အဓတနံမမြင်ရခြင်းမကြားရခြင်းမပေါင်းရခြင်းစကားမဆိုရခြင်းကဘာဖြစ်လဲသာဓုကောင်းတယ်အဲ့ဒါကြောင့်တံဝရံတို့လူမဲကိုမမြင်ရမကြားရဆိုတဲ့ဒီစုမျိုးကိုတွန်သင်တတ်တို့တဲ့တရားမင်းကတိစ္ဆဒရိယာတိပေးနိုင်ရင်ပေးသွားစမ်းမှလို့ဝရံစုကိုပြစ္ဆဝရဏီ၅မျိုးသောစုတွေကိုရာစီကောင်းစွာမသွေတောင်းဆိုတော်မူလိုက်ပါပေသတည်းစတိုရီလေးတူတူလေးပြိဿကြီးတစ်ခုနှစ်ခုလောက်ပြောပြီးတော့ဒီလူမိုက်နဲ့ပတ်သက်တဲ့ဆိုတော်၅ပါးကိုဒီစတိုရီနဲ့ polish လုပ်ပြီးတော့ဘုန်းကြီးတို့ဏီကုန်းချုပ်မယ်။ဘာပြောမလဲဆိုလို့ရှိရင်မြတ်စွာဘုရားသာဝတိမြို့ဇေရွန်ကျောင်းမှာနေနေတဲ့အခိုက်တရားပွဲထဲမှာလူ2ယောက်ဝင်လာတယ်ပြိဿအလေရောက်အောင်ဝင်လာတာအဲ့ဒီလူ2ယောက်ဟာပြိဿစားရမဲမဲတောက်ရမဲမဲ
ခေတ်လိုပြောရင် jobless homeless နော်အိုးအိမ်အခြေတကျမရှိဘူးအလုပ်ကိုင်းမရှိဘူးစားမဲမဲတော့ရမဲမဲလူနှစ်ယောက်ညတိစားတောင်သူတို့စားစရာမရှိဘူးအဲ့ဒါတရားပွဲအဝဲကလှမ်းကြည့်တော့ဟာလူအုပ်ကြီးပြီဟေးစားစရာလေးများဝေမလားမသိဘူးဆိုဝင်ချလာတာဝေရဲနဲ့ဘာမှတရားပွဲရလည်းပဲဟဲ့လားဟိုဖြော်ရည်ဘူးလေးပါလေးတော့အကန့်အလန့်မရှိတဲ့တရားပွဲဒီပွဲပြောတာမဟုတ်ပါဘူးနော်စေတော်တရားပွဲအဲ့တရားနိုင်ရင်လည်းစိတ်ပြက်ဘာမှစားစရာလည်းမရဘူးကွာလူတွေကတော့ချိတ်တိုးပဲအဲ့ဒါနဲ့အလဲကောင်ထိုင်ပြီးတော့နေတော့တယောက်ကတော့စဉ်းစားအော်တို့ညစားစရာရှာတရားပွဲနဲ့တွေ့ကံကောင်းလေစွာတယောက်ကစိတ်ဆိုင်ပြီးတော့မျက်စိလေးမှိတ်တရားနာတယောက်သောလူကတော့ဘာတွေးလဲဆိုတော့စားစရာမရရင်ခိုးမလို့ထွက်လာပါတယ်ကွာတရားပွဲနဲ့လာတွေ့နေတယ်ဘယ်လိုလို့ခိုးရပါမလဲဖဏပဲခိုးရမလားပေါ့နော်စားရဲမပါဘူးအဲ့ဒါဘုန်းကြီးပြောတာတရားပွဲလာပြီးတော့ဟိုလူကတော့ကံကောင်းလင်စွာလို့မတွက်ဖဲနဲ့ဒီတရားပွဲစားစရာလဲဟိုကဒီကဝေငှကံလန်းတာလဲမရတဲ့အတူတူတော့တစုံတစ်ခုခိုးရင်ကောင်းမယ်ဟာလက်ဆက်သတရားပွဲတဲ့သခိုးရောက်နေတာကိုနော်ဇေတဝန်တရားပွဲပြောပါတယ်အဲ့တော့တယောက်သောလူကဆိုင်ပြီးတော့တရားနိုင်ရင်းနဲ့တူအောင်ပြောလိုက်အဲ့ဒီလူကသောတာပန်ဖြစ်သွားအပယ်လေးပါးတကားပိတ်ဘဝသန္တရာကိုကန့်သက်ချက်ရပြီအဆုံးမထင်တဲ့သန္တရာဆုံးတတ်သွားပြီအဲ့လိုကတော့ဝမ်းမြောက်လွန်လို့တရားနာတာညစာမစားခြင်းနေပါစေအိမ်ကသားမယားလည်းဓမင်းမစားခြင်းနေပါစေငါတရားစားရလို့ဝါပြီတယောက်ကကြောက်သောလူကတော့ခိုးမလို့ဟိုလူလှဲ့ချောင်းဒီလူလှဲ့ချောင်းနောက်ကဘွားကြီးပဲအိပ်ပြီလားရှေးကဘိုးကြီးပဲအိပ်ပလားတရားပွဲလည်းအိပ်တတ်တာကိုနည်းနည်းရှေးလာနော်အခုလည်းပဲဟဲ့လားဘေးသားနည်းနည်းအိပ်ခြင်းစိတ်ပေါက်လာအဲ့တော့ဘယ်လူအိပ်တယ်လဲအိပ်တဲ့လူစီမှာဘာပါလဲအဲ့လိုတော့မှရှေးကဘိုးကြီးတယောက်နော်တပည့်ကလေးပခုံးပေါ်တင်တရားနာတပည့်အစွန်းမှာပိုက်ဆံလေးတပည့်ရှေးကတော့ငွေသားသုံးတဲ့ခေတ်အဲ့ဒါတပည့်ကိုတပည့်ဖျားလေးနဲ့ထုတ်ပြီးတော့ပခုံးတင်ထားတရားနာပြီးအဲ့ဒီဘိုးကြီးကငိုက်အဲ့ဒါတပည့်ပိုက်ဆံထုတ်ထားတဲ့အထုပ်ကိုရှေ့မှာမချဘဲနဲ့နောက်မှာချမိတာအမှားပဲတရားပွဲလူတွေသတိထားနော်အထုပ်ကလေးပိုင်ရှေ့မှာချထားနောက်မှာချထားတဲ့အဲ့ဒါနောက်ပကုံးပေါ်တင်ထားတော့ကြောကုန်းပေါ်မှာအထုပ်ကလေးသေးလေးပါပိုက်ဆံလေးတစ်ပဲအဲ့ဒါနောက်ကဒိုင်းနာတဲ့ကောင်ဟာတွေးပြီဒါငါအတွက်ငါသားမယားနဲ့ငါအတွက်ဒါညစားဟောဘုန်းကြီးငိုင်းနေတယ်တော့အဲ့ဒီတပည့်ဖျားမှာခြီထားတဲ့ပိုက်ဆံတပည့်ကိုဖြီးသွားဖြီးပြီးတော့ယူပြီးထည့်ထားလိုက်တရားနိုင်ရင်ခိုးတာနော်အဲ့ဒါတရားပွဲကိုသူဘလောက်ပဲတန်ဖိုးထားသလဲဆိုပရိသတ်ကြီးစဉ်းစားရလူမိုက်တို့ရဲ့သဘောပြောပါနော်ဘဝသန္တရာခရီးတလျောက်လုံးတဲ့တန်ဖိုးမဖြတ်နိုင်တဲ့တရားပွဲကြီးတစ်ပွဲကိုပိုက်ဆံတစ်ပဲတန်ဖိုးထားအနယနယတိဒုံမေတောဒေါမေရာလူမိုက်တွေကအနယနီးမုတ်တာတွေကိုနေယတိနီးလှုပ်လို့ဆောင်ရွက်တယ်တရားပွဲထဲမှာတပည့်ခိုးတဲ့လူလောက်ပဲပြောပါတယ်နော်ဆွမ်းလောင်းသင်းတို့ဘာသင်းတို့ဓမ္မယုံသင်းတို့ဟဟလားဘုရားဂောဘကအဖွဲ့တို့ဘုန်းကြီးတို့ဘာမှမပြောပါဘူးနော်အလောင်းဖို့တန်တဲ့အ ਨੇ ကသာသနာကိုတပည့်လောက်တန်ဖိုးထားတဲ့ဒီလူဟာဓာတ်တဲ့လွဲမှားတဲ့ဤပဲရှိမလဲနော်အဲ့တော့ value of the life နော်နားမလဲဘူးသမ္မာဒိဋ္ဌိဆိုတဲ့အဲ့ဒါလောက်နားလဲရင်ကိုပဲဘာဖြစ်လဲသမ္မာဒိဋ္ဌိပဲဘဝတန်ဖိုးကနားလဲရင်မနေဘူးအစ္စာ၄ပါးတွေယုံနာနေခဏထားလိုက်အောင်အဲ့ဒါတပည့်ခုတရားပွဲကြီးပြီးအောင်ဒါပြန်သွားတော့အဲ့ဒါတပည့်ရလိုက်တဲ့လူကဟိုလူကိုပြောတယ်ဟေးကောင်မင်းဘာရဟာငါသောတာပန်ဖြစ်နိဗ္ဗာန်မြင်ပြီကွာ
Mentoro mine gao me, Didia Wojidema, Holudilu, Nine, Baisa, Nayama. Enga Kalele Sazamji, Baymale Sazamji, Diawe, Minga La Duragalo, Melu Mai. Naga below did my joint chain, Bogo, Pidle Jizan, Adabaya Gabi. Ho. Homa dea gao nare lugo, Kure Ganga Babiora. Kaimia, Erabawe. Lumai dwe, the brother, Erilo loaded. Luga Kore Luga Duga Dugo du Babile, Piashi. Makobane Gao Diana Lugo Duga Babiola. Do my. No? Yo bala minye di balaya bandido wabi di nato. Lu mai de yao ha go nga mai mi bi lo thi lai de a chain ma preda bandita phit nain ne no. Era le thiri pyu ya me. Mai de bogo bala thi achano bala ba be lo kaung kaung ji thi lai de a chain tu ba phit nain le bandita phit nain ne no. Era yejira babe understand people the yejire. Na needed of money be ngaro bala velo thilay. Eri boko biangao mi. Hola. Ya bala minya di balaya bandido wabi dinato. Bala boko di mimi ye bala biko thilay de dwejon thire chema tu di ba biang phit tale bandita biang phit la me. Balo wa bandita manita we balo di osadi. Koga maini balayakane bala pini balayakane dugo du batene. Bandita tenye era mai some. Ini kawama eluluri miyaibe. Koga maini balayane nimaji lone balayane. He do biyaji duro gauni be lo juijo neye. Eri Bogori, my some, Homa Baisan, the bed, the Awe, Kore Luga, they are gone on allo, Dodaban, Peter Lugo, Baba Biole, Lu Mai, Biole, Mai Tagadu. No? Erlo, Biang, Gabama, Bredai, Lu Mai, now like my people that Yichiri. Era Yadega, Sudan, I'm you down Tare, no? Not the go Bredaji. Meda thola phaji lai slowly de law ha thai jai pho kaung Karaniya so ba la le Matha Kudalena Dobiyatha Ena ko Poggali Napok khwe phat yin Karaniyam Atha Kudalena lo Napok ya Karaniyam soda lauk thai de di lo bada pya Atha Kudala Soraga, a Joshi the alone night, Juan Chen, Nine, look, Debia. Atha Kudala Varele, Joshi the logo Juan Chen. Ero Dima Kudala Sore Bogo, Gudulu Badam Yabu, Enelu Bioje, expert. Athaga Joshi de Kudalaga, Juan Chen. Poino Bredaji Bago, Juan Chen, Nine, Gandale. A Joshi de Longandi go Juanche Nine Bacole Atha Kudala Yomana. A Jome Longandi go my Juanche so you know era barele. Anatha Kudala. No? Oh Buddha did the Naga. So ne, so on the boat loaded. Yo Anatha Kudalena Adasriya Dugawaha Habedi Adadomido Kabi Arami Goyada Yo Ajendudi Anatha Kudalena A Jome Longani go Juanche Nine Nidi Pieba Layagane Atha Sriya Joshi Dago Ngalome Dukawaha Luri Chanda Anga Sangya Mebelobe Biobio Domira Erilo Jomego Juanche Nine needed Lumadia Adan Luria Josi Barigo Habidi Soyo Zire A Jome Longanigo Juanche Nine needed Boguriha Luroya Josi Barigo Babinile Soyo on Lonijare. No? Obama Vane Dumle Soyen Kapi Arami Go Yata
ဥယျာဉ်ဆောင်တဲ့မြောင်နဲ့တူတယ်ဘာနဲ့တူလဲအဲ့ဒီပါဠိတော်ရဲ့အဖွင့်ကိုလိုက်ရှာတော့ပရိသတ်ရဲ့အာရမဒုသကဇတ်အာရမဒုသကဇတ်ဆိုတာဗာရဏသီကဘယင်တပဗာရဏသီမြို့ပတ်ဝန်းကျင်မှာဥယျာဉ်ပေါင်းများများစွာရှိတယ်တဲ့လူပေါင်းများများစွာကိုစိုက်ခိုင်းမတရေဥယျာဉ်ဆိုင်မင်းကဟိုကောင်ကပိန်းတဲ့ဥယျာဉ်ဆိုင်ဟိုကောင်ကငါပြောကြံဆိုင်ဒီလိုနော်အဲ့တော့လူတွေကိုဥယျာဉ်တွေပါစိုက်ခဲတာဗာရဏသီမြို့တစ်ပတ်လေဥယျာဉ်ကြီးတွေနဲ့စိမ့်နေအဲ့တော့ဥယျာဉ်မှုတစ်ယောက်ကသူ့ရဲ့ဥယျာဉ်မှာချမ်းမအသီးရောအရွက်ရောအပွင့်ရောမျိုးစုံအောင်ဘယင်ကစိုက်ခိုင်းထားအဲ့ဒီအသီးပွင့်ရွက်တွေမျိုးစုံတဲ့ဥယျာဉ်မှာဥယျာဉ်မှုတစ်ယောက်အလုသမားပေါင်းများများစွာနဲ့မြေကြီးတူးမယ်မျက်နှုတ်မယ်သိရွက်ကောင်းမယ်သစ်ပင်ပြိုးထောင်မယ်ရေလောင်းမယ်အလုသမားတွေအများကြီးထားအလုသမားတွေကညနေစောင်းလို့အိမ်ပြန်တဲ့အခါတချို့ကအသီးတွေခိုးခူးသွားတယ်တချို့ကပွင့်တွေခိုးခူးသွားတယ်ဥယျာဉ်ဆောင်အလုသမားတွေတက်ခိုးတာပဲဘယ်ကမေးလိုက်ပြီဆိုလို့ရှိရင်မရှိဘူးဟဲ့ဥယျာဉ်ဆောင်ဘယ်တော့ကဘယ်တည်းပင်ကအသီးလေးအဲ့ဒါငါဆက်သားစားမှာဆိုမရှိဘူးဥယျာဉ်သားလှုပ်သားတွေဘာဖြစ်ကုန်လဲခိုးစားသွားကြတယ်အဲ့ဒါနဲ့ဥယျာဉ်မှုကစိတ်ပြက်တော့သူ့ဥယျာဉ်အလုတ်လုပ်တဲ့လူတွေအကုန်လုံးအလုတ်ကနေဖြုတ်ပလိုက်ဘာတွေနဲ့ဥယျာဉ်ကိုထိန်းတယ်လဲလို့ဆိုတော့သူ့ဥယျာဉ်ပတ်ဝန်းကျင်တောထဲမှာမြောက်တွေအများကြီးရှိတယ်မြောက်တွေဖမ်းပြီးတော့သေချာချာ train လုပ်သင်တန်းပို့ချမြောက်ကလည်းသင်လို့ကြားလို့သိလွယ်တာပဲညနောသေရွက်ကောက်သပင်ရေလောင်းမြောက်တွေကိုသင်တန်းနေပါတယ်စနစ်တကျပေးတော့မြောက်တွေကောင်းကောင်းကြီးလှုပ်တတ်တော့ဟိုလူတွေအကုန်လုံးအလုတ်ဖြုတ်ပလိုက်တယ်မြောက်ဆိုတော့လက်ကလည်းပေးစရာမလိုဘူးလေနော်အဲ့ဒါဝါလေးကျွေးထားရင်ပြီးရောမြောက်ကတော့ခိုင်းတာလောက်မှာပဲအဲ့ဒါနဲ့မြောက်တွေကိုစနစ်တကျရေလောင်းတာလေးသင်ပေးတယ်မျက်နှုတ်ထားသင်ပေးတယ်နောက်သေးပဲကောက်ထားသင်ပေးတယ်အပင်ပြိုးတာထောင်တာရွှေ့ဆိုင်တာသင်ပေးတယ်တခုသောကဆုံလာမှာပြိဿကြီးဟိုဘက်နှစ်နောက်မိုးကလည်းခေါင်လို့ဒီဘက်နှစ်မိုးဥကလည်းနောက်ကြတော့ကဆုံနေုံမှာရေပြက်အဲ့တော့ရေရှားသွားတော့ဥယျာဉ်မှုကမြောက်တွေကိုခေါ်ပြောဟေးကောင်းနေဒီမှာရေရှားနေပြီရေနဲနေပြီအဲ့ဒါကြောင့်မင်းတို့တွေအကုန်လုံးသစ်ပင်ရေလောင်းတဲ့အခါမှာရေကိုလျှော့လောင်းချိန်ဆဆလောင်းအပိုလည်းမရှိစနဲ့အလိုလည်းမရှိစနဲ့တိချမင်းတို့ရေလောင်းရမယ်ဘုရင်မှုကမြောက်တွေကိုခေါ်ပြောတယ်မြောက်တွေကဟုတ်ကဲ့ပါခင်ဗျားလို့တော့ဘယ်ပြန်ပြောတတ်မလဲပြောတယ်လို့ပဲထားဟုတ်လားဟုတ်ကဲ့ပါခင်ဗျာပေါ့နော်ဘုရင်မှုပြောသမျှအကုန်လုံးနားထောင်အဲ့ဒါနဲ့သူ့လက်အောက်မှာလောင်းခိုင်းကြည့်တယ်โอเคပဲအဲ့ဒါနဲ့ဘယ်ကလည်းခေါ်နေပြီຫນွေဥမဟုတ်ဘူးຫນွေနှောင်းမိုးဥဘာဖြစ်လဲရေရှားတယ်ဘုရင်ကြီးကအဲ့ဒါခေါ်ပြီးတော့ရွှေနန်းတော်မှာဟေးရေရှားပါတဲ့အတွက်ကြောင့်ဒါလာခဲ့ဥယျာဉ်မှုတွေကုန်လာဆိုပြီးတော့အစည်းအဝေးခေါ်တော့ရှေးတုန်းကပြောသလိုပြောရင်ဘယင်ထံမှာတန်တော်ဥတင်တယ်ဒါမျိုးပေါ့နော်ခေလို့ဆိုတော့ report သွားပြရအဲ့ဒါဥယျာဉ်မှုကဘယင်နန်းတော်သွားတော့မှားထားပြခဲ့တယ်မြောက်တွေကိုဟေးကောင်းတွေရေကိုတိုင်းတီချိန်ဆဆလောင်းတို့တွေကဘေကလနဲ့မျက်လုံးလေးတွေမိတ်တုံးနဲ့ yes ပေါ့လေဟုတ်ကဲ့ပါခရီးပေါ့ဒီလိုပဲဖြစ်မှာပါအဲ့ဒါဥယျာဉ်မူကြီးသွားလဲသွားရောမြောက်တွေကသူတို့မြောက်ချင်းတခါသူကအစည်းဝေးခေါ်မီတင်ခေါ်မြောက်အစည်းဝေးနော်ဥယျာဉ်ကြီးထဲမှာခေါ်ကြတာဟေးတို့ဥယျာဉ်မူကြီးကပြောတယ်ကွာရေရှားလို့ချွေးတာလောင်းတယ်အဲ့ဒါ water shortage ဖြစ်နေတဲ့ဒီရာသီမှာရေကိုဘယ်လိုတို့ကချွေတာရမလဲအဲ့ဒါအစည်းအဝေးမှာငါမင်းတို့အကြံတောင်းတယ်တယောက်လာတဲ့မြောက်တွေအားလုံးအဲ့ဒါငါအကြံပေးနော်မြောက်အားလုံးရဲ့အကြီးကဲမြောက်ကြီးတွေကောင်ကနေမြောက်သူတက်တရလုံးကိုသူခေါ်ပြောတော့မြောက်တွေကပေကလနဲ့တိုးတိုင်ပင်ကြတယ်ဘယ်လိုလုပ်မလဲဆိုတော့မြောက်တဲ့ကောင်ကကျွန်တော်အစိုးတစ်ခုပြောပါမယ်ခင်ဗျပြောပါဆိုတော့
ဒီကဘာပြောမလဲပြောဆိုတော့ရေလောင်းတဲ့အခါမှာတိတိကျကျဖြစ်ဖို့ဆိုလို့ရှိရင်တော့ရှေးဥစွာဥယျာဉ်နဲ့ရှိတဲ့သစ်ပင်တွေအမြစ်တွေကိုကျွန်တော်တို့နှုတ်ပြီးတော့တန်းရမယ်ခင်ဗျာဆိုမြောက်အကြီးကလေးတဲ့ကောင်ကနည်းနည်းမျက်ပေါင်တွေဘာတွေကျုပ်သွားတူဥယျာဉ်လုံးနှုတ်ရမှာဟုတ်နော်အဲ့လိုမှမနှုတ်ဘူးဆိုလို့ရှိရင်တော့ဘယ်ပင်ကအမြစ်ရှိတယ်ဘယ်ပင်ကအမြစ်တူတယ်ကျွတ်တော့မသိဘူးရမ်းလောင်းတာပဲဖြစ်မယ်အဲ့ဒါကြောင့်တိတိကျမှန်မှန်ကန်ကန်ဖြစ်ဖို့ဆိုရင်တော့အဲ့ဒါအမြစ်တွေနှုတ်မှဆိုတော့ဟေးဒီကောင်ကတော့မြောက်ဥယျာဉ်တွေကပင်တွေနှုတ်ဖို့ပြောနေပြီအကျန်တဲ့ကောင်တွေပြောစမ်းမင်းတို့ကဘာပြောကျင်လဲဟုတ်ပါတယ်အဲ့ဒီဆိုကျွန်တော်တို့ထောက်ခံတယ်မြောက်စီဝေးထောက်ခံတယ်ဆိုတော့ငန်းငယ်တဲ့လူများရှိသေးလားမရှိပါဘူးသဘောတူပါတယ်ဆိုဟာအဲ့ဒီအစိုးကြီးအတီးဖြစ်သွားရေလောင်းမှုအပင်ရှိသမျှအကုန်လုံးမလုပ်ရဟာနော်အနယံနီးမဟုတ်တာတွေကိုနေရတီးနီးလုံးလို့ဆောင်ရွက်တယ်လူမိုက်တွေနော်နှုတ်ပြီးမှလောင်းမဲ့နီးစနစ်ကိုမြောက်အစည်းဝေးကသဘောတူတယ်အဲ့တော့ကဲဒါဆိုလို့ရှိရင်ကဲနှုတ်ပြီးတော့နှုတ်တဲ့ဖွဲ့ကနှုတ်ပြီးအမြင့်တိုင်းတဲ့ဖွဲ့ကတိုင်းအပေရာတွေဘာတွေယူခဲ့ပေါ့စေတီပီတာဘယ်လောက်ရှိတယ်ဘယ်ပင်ကအမြင့်ကဘယ်နှမိုက်ဘယ်နှလက်မတိုင်းတဲ့ဖွဲ့ကတိုင်းစရင်ပြုစုတဲ့ဖွဲ့ကပြုစုမဲကော်မတီတွေဘာတွေဖွဲ့ပြီးတော့လှုပ်လိုက်ကြတာပြောပါကုန်နှုတ်ပဲမနှုတ်တဲ့အပင်ကြီးတွေပဲကြာနော်အကောင်နှုတ်ပြီးတော့မြေတွေအကုန်တိုင်းထားပြီးတော့စရင်ပြုစုလို့ပြီးပြီဆိုတော့မှဂိုင်းပြန်ဆိုင်ပြီးပြီလားဆိုင်ပြီးပြီဆိုလို့ရှိရင်ဂိုင်းအမြင့်ရဲ့အတိုးရှိတိုင်းရေလောက်အမြင့်တပေးရှိသလားတပေးရှိရင်ရေတစ်ခွက်လောက်6လက်မှရှိလဲဆိုလို့ရှိရင်တဝက်ပဲလောက်သူကပြောလို့မြောက်တွေဒုစနစ်သိကောင်းတယ်ဆိုပြီးတော့ဥယျာဉ်ကြီးထဲမှာမြောက်တွေရေလောင်းကြပြောပါပဲလုပ်နေကြတာနော်ဒုစနစ်တော့တော်ကောင်းတာပဲရေအပိုလိုမရှိအတိကျနှုတ်ပြီးတော့တိုင်းပြီးတော့လောင်းကြတာအဲ့ဒါနဲ့ရေလောင်းပြီးတဲ့အနေ့ညနေစံသေးသေးလေးပါလေးစားပြီးတော့ပြောပါမြောက်တွေအိတ်ကြမနေ့ကညနေဆောင်ရေလောင်းချိန်ကြတော့မြောက်တွေခေါ်ကြပြန်ရောစည်းဝေးလာကြဟေးရေလောင်းမှုစည်းဝေးမြောက်တွေကမတဲ့ခွက်တွေဘလုတ်တွေတရွေးများတွေကပ်ပြီးတော့တက်လာကြတချို့ကောင်လည်းဘိုက်တွဲတွေဘာတွေပိုက်ပြီးတော့တက်လာအမြင့်တိုက်ပြီးတော့မှတ်ထားတယ်လေနော်စရေးရှိတယ်ကဲဟဲ့ကောင်တွေပြောကွာကဲဒီကနေ့ကဘယ်လိုလဲမနေ့ကစနစ်အတိုင်းပဲကဲမနေ့ကစနစ်အတိုင်းဆိုရင်ပြောဘာလုံးမလဲဟောဒီမှာကျုပ်တို့ဖိုင်တွဲတော့ရှိတယ်ဒါပေမဲ့မှင်ကမကောင်းလို့စားတွေကပြက်ကုန်တချို့ကောင်လည်းဖိုင်တွဲပျောက်သွားဟာအဲ့ဒါဆိုဖဲနဲ့လုံးမလဲတိတိကျကျတို့ပြန်မသိနိုင်တော့ဘူးအဲ့ဒါဆိုဘာမှမပူနဲ့တခါပြန်နှုတ်မယ်ပြောပါနှုတ်ကြဗျာနှုတ်ပြီးတော့တခါလာအဲ့တော့ပြိဿကြီးသိနေပြီပဲဥယျာဉ်ကြီးတစ်ခုလုံးအသီးတွေလည်းသီးကုန်ပြီအပွင့်တွေလည်းပွင့်ကုန်ပြီအလွန်လှပကြည်နူးပဲကောင်းတဲ့ဥယျာဉ်ကြီးတစ်ခုကိုမြောက်တွေကိုရေလောင်းခိုင်းတဲ့အတွက်ကြောင့်ဘယ်လိုလှုပ်လောင်းတာနှုတ်ပြီးမှလောင်းတာလောင်းကနေရင်နှုတ်ရင်လောင်းကနေရင်နှုတ်ရင်လောင်းတော့လောင်းနေတာပါပဲဒါပေမဲ့နှုတ်လောင်းကြီးပြီးသုံးစားခွန်တည်းလောက်ကြာတာဥယျာဉ်တစ်ခုလုံးချောင်းပြီးတော့အကုန်လုံးသေသွားနော်ဥယျာဉ်မူကပြန်လာကြည့်လိုက်တော့သူ့ဥယျာဉ်ကြီး6သူကတော့ဘယင်ကိုရပုတ်လောက်လာတာဥယျာဉ်မှာလူတွေကိုအဆောင်ထားဥယျာဉ်လောက်သားလူတွေကိုခန့်ထားခိုးလွန်းလို့မင်းတရားကျွန်တော်မြောက်တွေကိုဥယျာဉ်အဆောင်ထားပြခဲ့ပါတယ်မြောက်ကတော့မခိုးပါဘူးခမညာအဲ့ဒါကြောင့်ကျွန်တော်ဥယျာဉ်ကြီးကတော့တာယာကြည်နုပဲလွန်ကောင်းပါတယ်မင်းတရားရေးထားမှသူအစီရင်ခံခဲ့တာပြန်လာတော့ဥယျာဉ်က6အဲ့ဒါဥယျာဉ်ဘူးထွက်ပြေးမလားဘာပဲဖြစ်မလဲမသိဘူးအဲ့ဒီနောက်ပိုင်းတော့မပါတော့ဘူးဇက်ကတော့ဥယျာဉ်ဘူးထွက်ပြေးရပဲကိန်းထွက်မပြေးအဲ့ဒီဥယျာဉ်ဘူးဖမ်းချုပ်အောင်မြောက်တွေသွားခိုင်းတာနော်အဲ့ဒါလေးကိုမြတ်စွာဘုရားကိုယ်တော်မြတ်ကပြောထားတယ်ခုနကဒေသနာ
နာဝေအနတ္တကုသလေနအတ္တစရိယဒုက္ခဝါဟာတကယ်တော့ဉာဏ်နေတဲ့လူမိုက်တွေကအကျိုးစီးပွားဖြစ်အောင်ဆောင်ရွက်မယ်ချမ်းသာအောင်ဆောင်ရွက်မယ်ရွေချက်တွေလွန်ကောင်းပါလေနော်ဒါပေမဲ့တဲ့ဘယ်လိုလုပ်သလဲဟာပိတိအတ္တတုံမေတော်ဥယျာဉ်တွေကမြောက်ကြီးလိုပဲမြောက်တွေလိုပဲသစ်ပင်တွေကိုနှုတ်၍ရေလောင်းမိတဲ့အတွက်ကြောင့်တာယာကြည်နုပဲကောင်းတဲ့ဥယျာဉ်ကြီးတစ်ခုစီဘာပြစ်ခဲ့ပြီလဲပျက်စီးခဲ့လေပြီအဲဒါကြောင့်အနယနယတိဒုံမေတော်ဉာဏ်နေတဲ့လူမိုက်တွေအနယနီးမုတ်တာတွေကိုနယတိနီးလို့ဆောင်ရွက်နေကြတယ်အတုရာယနိယုံစေတိအဲ့ဒီနီးမာတွေကိုလှုပ်ကြဖို့တိုက်တွန်းနေတယ်ဒုံနယောသေသောဟောတိနီးမာတွေကိုပဲအမောမြတ်ထားတယ်သမ္မာဂုတ်တော်ပကုတ်ပရိယကျိုးနဲ့အကြောင်းနဲ့ပြောပြပေးမယ်ပြောတာလည်းမခံမဲ့နဲ့စိတ်ဆိုးတတ်တယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေကိုဘာလို့ခေါ်မလဲလေးချက်နော်အဲ့ဒီလေးချက်သောအင်္ဂါနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုသဝေဘာလောတိဩဇတိဝေတကယ်စင်စေသောသာသောပုဂ္ဂိုလ်တို့ကဲ့သို့သောပုဂ္ဂိုလ်မျိုးတွေကဝိနယံသောနဇာနာတိနိမံကိုလည်းမသိဘူးဆိုရဲ့သာသောပုဂ္ဂိုလ်တို့ကဲ့သို့သောပုဂ္ဂိုလ်မျိုးတွေကိုဘာလောတိဘာလဟု၍ဩဇတိမောချကိန်းသည်ဆိုနိုင်ပါပေသတည်းသာသမတောကြောင့်ဒေဝနာမေနနတ်တော်ကိုဆိုရတဲ့သက်ကတရားမင်းဘာလနပသေတိလိုမိုက်တဲ့လူမိုက်တွေကိုဘယ်ဘဝမှာမှမမြင်မရစေနဲ့တော့ဘာလနသူနေတလောက်တော့မိုက်တဲ့လူမိုက်တွေကိုဘယ်ရှိတယ်ဆိုတဲ့သတင်းစကားတောင်မကြားပါရစေနဲ့တော့ဘာလီနာနသဝသေအဲ့ဒီလူမိုက်တွေနဲ့အပေါင်းအသင်းမဖြစ်ပါရစေနဲ့ဘာလီနာအလဘသလဘလူမိုက်တွေနဲ့စကားပြောနှီးနောတိုင်ပင်ချင်းတောင်မလုပ်ပါရစေနဲ့ဘာလတဝဆန္ဒနရောစရေလူမိုက်စကားတွေကိုမကြိတ်ပါရလက်မခံပါရစေနဲ့ဧမာနိပိစဝရဏီယခုပြောပြတတ်ခဲ့တဲ့ဆုငါးမျိုးတို့ကိုအငါတရားစာမိတောင်း၏တာဝရတော်စုကိုတွန်သည်နတ်တို့တနေတရားမင်းကဒိစ္ဆာတရယာသည့်ပိနိုင်ရင်ပေးသွားပါတော့လို့ရစေကောင်းစွာမသွေတောင်းဆိုတော်မူခဲ့ပါပေသတည်းအဂရိရှင်သေဤဘာလနဲ့ပတ်သက်သောဆုတောင်း၅ပါးပြိဿရဲ့ဒီမှာပြီးကြပါစို့ဣတရားဒေသနာနာကြားကြရဲ့သူတော်ကောင်းများမိမိတို့ကိုယ်တိုင်လဲဘာလမဖြစ်ပါရစေနဲ့လို့ဆုတောင်းဘာလတွေနဲ့လည်းပဲအပေါင်းအသင်းမဖြစ်ပါရစေနဲ့လို့အာဂိရိအရှင်ကဲ့သို့ဆုတောင်းတောင်းတဲ့ဆုလည်းပြည့်စုံတော်မူကြပါစေဆိုတာဘုန်းကြီးတို့ဆုတောင်းပြီးတော့ကိုယ်နိုင်ခွဲတိတိမှာဘုန်းကြီးတို့ဒေသနာတော်ကိုဤကောင်းချုပ်ပါပြီကျန်နေတဲ့ပန္တိတနဲ့ပတ်သက်တဲ့ဆုတောင်းကိုမနေ့ပြင်ကမှာဘုန်းကြီးတို့ဆက်ပါမယ်အားလုံးအိတ်တဲ့လူတွေနှိုးထားနော်ဟိုတောက်ဆိုကဒုက္ခလေးပါသွားပဲအလုံးစုံဣဒံမေပုံညံဘောရိညာဏတပစ္စယောဟောတုအရှင်ဘုရားဘုရားတပည့်တော်တို့ဤဓမ္မဒါနဓမ္မပူဇာဓမ္မသဝေနဓမ္မဒေသနာဤကောင်းမှုသည်ဘောရိညာဤအထောက်အပံ့ဖြစ်ပါစေတည်းဤကောင်းမှုကုသိုလ်ဖို့ကို31ပုံရှင်လီကုန်သောနတ်လူပြေမသတ္တဝါပေါင်းတို့အားအညီအမြတ်ဝေငှပါကုန်၏ထိုထိုများစွာသတ္တဝါတို့သည်ဧကောင်းမှုအဖို့ကိုရှားသိကြ၍အမြတ်ရ၍ဝမ်းသာကြသည်ချမ်းသာကြသည်ဖြ
ဖြစ်ပါစေသောအမြတ်ယူတော်မူကြပါကုန်လော